တို့ရဓမ္မတွေနေ့တိုင်းသံဃာတော်တွေနဲ့တွေ့တိုင်းဖရာနဲ့တွေ့တိုင်းနော်သီလတွေခံယူကြတယ်တရဏဂုံတွေစောင့်တည်ကြတယ်အဲ့လိုတရဏဂုံသီလတွေမစောင့်တည်ခင်ဘာလုပ်လဲဆိုလို့ရှိရင်နော်ဖရာရှိမှတော်၎င်းသံဃာတော်အရှင်သူမြတ်တွေရဲ့ရှိမှ၎င်းဘာပြောလိုက်လဲဆိုရင်ဖရာတိပြောလို့ကာယကံဝစီကံမနောကံတို့ဖြင့်ပြင်းမှားတဲ့အပြစ်တွေရှိရင်ခွင့်လွှတ်ပါအကယ်၍များနော်တခုသောကံဒီပြင်းမှားမှုတွေရှိသောဘုရားတပည့်တော်တို့ခွင့်လွှတ်ပါဆိုပြီးတောင်းပန်လိုက်တယ်။အဲ့တော့ဒုက္ခဓမ္မတွေတောင်းပန်တဲ့ပုဂ္ဂိုလ်ကတောင်းပန်ခွင့်လွှတ်တဲ့ပုဂ္ဂိုလ်ကလည်းခွင့်လွှတ်ကြပါတယ်။နော်အရိယသူတော်ကောင်းတွေဟာမိမိတို့ကိုအကြောင်းမဲ့နှိမ့်ဆက်သည်ဖြစ်စေအကြောင်းမရှိပဲအကြောင်းရှိပဲနှိမ့်ဆက်သည်ဖြစ်စေဥပိ္ပခာအဖြစ်၎င်းမေတ္တာအဖြစ်၎င်းကရုဏာအဖြစ်၎င်းသိကံခွင့်လွှတ်ကြပါတယ်။နော်ဒါကြောင့်မလို့ဒုက္ခဓမ္မတွေခွင့်လွှတ်ကြပါဆိုတာအရိယသူတော်ကောင်းတွေတော့ယရဏသုံးပါးတို့ကခွင့်လွှတ်ပြီးသားဖြစ်ပါတယ်။သို့တော့ဒုက္ခဓမ္မတွေခွင့်မလွှတ်နိုင်တာလေးတွေလည်းရှိနော်တောင်းတာကတော့ခွင့်လွှတ်ပါဆိုပြီးတော့နေရာကခွင့်လွှတ်ပါတောင်းနေတယ်ခွင့်ပန်တဲ့လူကအပြည့်ရှိတဲ့လူကဝန်ခံပါတော့လေနော်အခြားပုဂ္ဂိုလ်ကခွင့်လွှတ်ပါတယ်လို့ပြောလို့ရတာရှိတခါတလေမှမိမိတို့တောင်းပန်တဲ့အခါမှာလည်းတောင်းပန်နိုင်မရတာလည်းရှိခွင့်လွှတ်ပြီးနဲ့ခွင့်လွှတ်လို့မရတာလည်းရှိတယ်အဲ့ဒါမျိုးတွေကြတော့နံပါတ်1ကဝေါ်ကျွေးနော်မြတ်စွာဘုရားသိပြီလင်ဟုတ်လားအင်ကြီးဥယျာဉ်ကိုသူ့ဘာယဟန်ကိုချုပ်ဖို့သွားတဲ့အခါမှာရေနောက်သွားတယ်ဆိုတာအတိတ်ကပြည့်ခဲ့တဲ့နော်သူဒီနွားငယ်လေးဘွားကသူ့ရဲ့အမေရဲ့ရေတောက်နေတဲ့ရှိကနေဖြတ်ကူးတဲ့အတွက်ကြောင့်ရေနောက်သွားတော့မြတ်စွာဘုရားရေကြီးတော့ရှာတဲ့အခါမှာရေနောက်ပါသေးတယ်တည်င်းကဖြစ်တဲ့ကြောင့်တည်င်းကသိခံတော့နောက်မှရေသွားကြည်သွားတယ်ဝိုးကခွင့်မလွတ်ဘူးခွင့်မလွတ်နိုင်တဲ့အကြောင်းတရားဝတ်တရားတွေကိုကိုပြုခဲ့တဲ့ဟာတွေကိုဒုဒကာဓမ္မတွေပြုပြီးတဲ့ကာယဝဝစီဝမနောဝကာယကံဖြစ်ပြုလွန်ထားတဲ့ဝတ်ကြွေးအခြားသူတစ်ပါးကိုဟာလားနှိမ့်ဆက်ညှဉ်းပန်းမှုမလုံမှုသူတစ်ပါးဆုပ်ယုံနစ်နာမှုဆင်းရဲပူလောင်မှုစိတ်နဲ့စသည်ဖြင့်ပြင်မာခဲ့တဲ့ဝတ်ကြွေးတွေကဘုရုရှိသွားတောင်းမှန်မလဲမြတ်စွာဘုရားနဲ့တကွာယရဏသုံးပါးနရောဏနာ၅ပါးတော့တောင်းမှန်လို့ရှိရင်အေးကွယ်မသိလို့မိုင်မဲမိတာလည်းဒီခွင့်လွှတ်ပါတယ်လို့ပြောမယ်အဲဒီလိုကိုပြုခဲ့တဲ့ဝတ်သုံးပါးအပေလေးပါးကတ်သုံးပါးယပိရှိပါယန္တမျိုး၅ပါးဝိပါတိတရား၄ပါးပြဒနာတရား၅ပါးဆိုပြီးတော့နော်ဦးစင်းတို့နဲ့တကွတန်ဃာတွေနဲ့တကွဖျားရှိမှတောင်းတယ်တကယ်လို့တပည့်တော်တို့ဖျားတဲ့အပေလေးပါးကလည်းလွတ်ရပါလို့ဤနော်တောင်းတာကတော့ဦးစင်းတို့ဖျားတွေရှိမှဖျားနဲ့ဦးစင်းတို့ရှိမှနော်ကာယကံဝစီကံမနောကံနဲ့အပြည့်တွေရှိရင်ခွင့်လွတ်ပါဆိုပြီးတောင်းမှနေအခုတော့ကြော့လိုက်တောင်းမှန်တာရဲ့ကြော့တာရဲ့နှစ်ခုတောင်းမှန်တာကတတ်တကြော့တာကတတ်တတောင်းမှန်တာကတော့ဗဇတ်နဲ့တောင်းမှန်လိုက်ပြီးတော့နောက်တော့သူကဘယ်နှချိန်ကြော့လဲဆိုတော့၃ချိန်ကြော့လိုက်အဲဒီလို၃ချိန်ကြော့တဲ့ပေါ်ကကြော့တာကရိုးရိုးကြော့တာမဟုတ်ဘူးဒုဒကာဓမ္မတွေရိုးကြော့တာမဟုတ်ဘူးနော်အယောအစားလုပ်လိုက်တာကဲပရိသတ်ကြီးစဉ်းစားကြအောင်မြတ်စွာဘုရားရှိမှဘုရားတရားတန်ခါဆရာသမားမိဘတွေကိုနော်ယူသည်လေးစားလို့ကြော့တာလားသို့မဟုတ်မိမိတို့အယောအစားလုပ်တာလားလို့သိကြအောင်ဤကဲ့သို့ကြော့ရသောအကျိုးအကြောင်းအပေလေးပါးကတ်သုံးပါးယက်တိရှိပါယန္တမျိုး၅ပါးဝိပါတိတရား၄ပါးပြဒနာတရား၅ပါးအနာမျိုး96ပါးတို့မှကင်းလို့ငြိမ်းပြီးရင်အဆုံးစုံသောဘဝ၌မတရားဖို့တရားဇန်တရားနိဗ္ဗာန်တရားတို့ရပါလို့တောင်းလိုက်တာကြော့တာက၃ချိန်ဒုဒကာဓမ္မတွေတောင်းလိုက်တာကဘယ်လောက်များလဲများကြီးအမှန်ကတော့ကြော့တာလားအယောစားလုပ်လိုက်တာအဲ့ဒါဖျားသွားလိမ့်မယ်ကျတို့လည်းဒီလိုပဲလိန်လိန်ကြီးနဲ့ခံနေရတာပဲနော်ဦးဇင်းတို့လည်းမသိတော့လိန်နေတာပဲအခုဒုက္ခဓမ္မတွေကတောင်းမှန်တာကတခြားကြော့တာကတခြားနော်အဲ့တော့ကိုကကြော့ပြီးတော့တောင်းလိုက်တယ်အပယ်လေးပါးလည်းလွတ်ရပါလို့ဤနော်တောင်းလိုက်တာကအပယ်လေးပါးကတ်သုံးပါဦးဇင်းအပယ်လေးပါးနဲ့ပတ်သက်လို့အတူတုံးခေါ်ပါမယ်လောဘဒေါသမောဟမာနဆိုတဲ့အကြောင်းတရား၄ပါးရှိတယ်လောဘစိတ်နဲ့သိရင်ပိဋကဒေါသစိတ်နဲ့သိရင်ငရဲမောဟစိတ်နဲ့သိလို့ရှိရင်တိဋ္ဌာမာနစိတ်နဲ့သိလို့ရှိရင်အတူတကယ်မိမိတို့ဒီအာစိနကံအာသနကံလောဘဒေါသမောဟဖြစ်ခဲ့လို့ရှိရင်အကြောင်းတရားဖြစ်ခဲ့လို့ရှိရင်အကျိုးတရားငရဲတိဋ္ဌာပိဋကအတူတကယ်ဆိုတာမလွတ်ဘူးအဲ့တော့ဒုဒကာဓမ္မတွေဖျားရှိမှတောင်းလိုက်တဲ့အတောင်းမိုးလင်းလည်းတောင်းနေကလေးတောင်းညလည်းတောင်းဘုံကြီးလည်းတောင်းလာပြင်းနေလည်းတောင်းလားွယ်နေလည်းတောင်းဆုံးကြီးလည်းတောင်းသာကြီးမှလည်းတောင်းမတောင်းကြဘူးလားတောင်းလိုက်တာနဲ့မိမိတို့
တောင်းပြီးတော့ဘာတွေတောင်းလဲဆိုတောင်းလိုက်တာကတတိကြီးပဲအပယ်လေးရပါလဲလွတ်ပါလေဆိုဒုဒကဓမ္မတွေလောဘမျက်စိဘောက်ကလောဘတော့လောဘကြီးကျင်းပြီလားနော်မျက်စိဘောက်ကလောဘလည်းမကင်းသေးဘူးဒေါသလည်းမကင်းသေးဘူးမောဟလည်းမကင်းသေးဘူးမာနလည်းမကင်းသေးဘူးအဲ့ဒီနေမှာမောဟဆိုတာဘာလဲယုံမှန်နာမှန်ပြဉ္ညာမှန်ပရမမှန်နော်ခန္ဓာမှန်အကြောင်းမှန်အကျိုးမှန်မရှိတာမှန်ရှိတာမှန်မသိတာမောဟအဲ့တော့ဒုဒကဓမ္မတွေယုံနာကွဲပြီလားသစ္စာလေးပါးမြင်လို့မက်စိတ်ဖို့စိတ်တွေတည်နေကြပြီလားအာမခံနိုင်ပြီလားအဲ့တော့နောက်ကပုဂ္ဂိုလ်တွေကငြင်းနေတာတော့အာမခံနိုင်ပုံရဟောအာမခံနိုင်ကိုရဲတာဖြစ်ဦးဇင်းကစာတတ်တာမဟုတ်အဲ့ဒါတရားဓမ္မတွေရဲ့မဟုတ်တာတွေမဟုတ်တာတွေဦးဇင်းလည်းအရင်ကမဟုတ်တာတွေလာပြီးအပေါင်းဖွင့်တာအကောင်းမဟုတ်ဘူးနော်ဦးဇင်းလည်းမသိခင်တော့ဒီလိုဖြစ်ခဲ့ပါလေနော်သိပြီးတဲ့အခါကျစိတ်စိတ်ဖြစ်တိုင်းလောဘနဲ့စိတ်ပိတ္တယုတ်ကြီးပေါ်လိုက်ဒေါသစိတ်ထောင်းနေသေးတယ်နဲ့ဥမာတခါလေငရဲစိတ်သွားတိလိုက်မာနဤတက်တာနဲ့ဘလူးယုတ်ကြီးပေါ်လာတဲ့ခါလေစိတ်စိတ်ဖြစ်မှာဥပဒံကံယုံနေလာပေါ်လာပြီးတော့ကြောက်စရာအလွန်ကောင်းပါလားမျက်စိတမိတ်လျှက်တစ်ပြက်မှာယုတ်ကလေး9000နံကလေးတစ်သိန်းတရားဓမ္မတွေမှားထားနော်စဉ္ညာယူလိုက်တာမျက်စိတမိတ်လျှက်တစ်ပြက်လက်တစ်တွက်မှာလောဘစိတ်ကလေးတစ်ချက်ဖြစ်လိုက်တာနဲ့ခံရမဲ့ယုတ်ကလေးကဘယ်လောက်လဲ9000နံကလေးကတစ်သိန်းနံကလေးတစ်သိန်းဆိုတာစိတ်ကတစ်စေတသိက်ကတစ်နှစ်ရုပ်နဲ့ဆိုင်တော့နှစ်ဆများတယ်စေတသိက်ဒီ၄ခုပေါ်၄ခုချုပ်အဲ့လိုစိတ်ကတစ်စေတသိက်ကတစ်ဆိုပြီးတော့စိတ်တစ်မျိုးစေတသိက်မျိုးက2နဲ့ရုပ်တစ်မျိုးနဲ့ဆို3ရုပ်ကလေး9000တရုပ်နာယုတ်တရုပ်ရုပ်တရုပ်ဒီတိုင်းနာပြီး2မျိုးပေါ်တဲ့စိတ်နဲ့စေတသိက်အဲ့လိုတီးရမဲ့ခန္ဓာပေါင်းဘယ်လောက်ရှိလဲကလေး9000ဒုဒကဓမ္မတွေမသိဘဲနဲ့မျက်စိဘောက်ကလောဘစိတ်ဒေါသစိတ်မောဟစိတ်မာနစိတ်ကြီးဖြစ်ရင်မျက်စိတမိတ်မှာခန္ဓာဘယ်လောက်ရမလဲကလေး9000ကလေးပေါင်း9000ရမှာပေါ်လိုက်တာနော်ပေါ်လိုက်တာဒုက္ခဓမ္မရဲ့နေတိုင်းလောဘဒေါသမောဟမာနပြင်းပြီလားအဲ့ဒီလိုဆိုရင်ဘုရားရှိမှတောင်းတဲ့အပေလေးပါးကသုံးပါလွတ်မလားအဲ့လိုကိုပြန်ဆန်းစစ်မိကြရဲ့လားဘုရားကိုကြောပေးပြီးလိန်သွားတာပဲပြီးတော့ရှ िख ိုးတယ်ရှ िख ိုးပြီးတော့ဘာလို့လဲဘုရားကြောပြီးကောကောင်းနဲ့ထွက်သွားတာနော်ပြီးပြီဆိုဘုရားတတ်တာလုပ်ခဲ့တာအဲ့ဒီမှာအရင်တော့ဦးဇင်းတို့လည်းပါတာပဲနော်ဘုရားကိုအရင်ပြောပြီးတော့ဘုရားကိုကြောပေးပြီးတော့နောက်ကပါပြီလေဘုရားရှိမှအမေလေးကျွတ်တော့တာယေသမီးကဲမင်္ဂလာရှိတယ်ဟိတဲ့ဘုရားကရှိမှသွားပြီးမင်္ဂလာစကားတွေပြောကြနော်သမုဒိယတဏှာလောဘတွေဖောက်တဲ့ချပြီးအပေးယူအယောင်းဝင်မလုပ်ကြဘူးလားအမလေးဒီ तू ကဘယ်လောက်တင်တောင်းပါလဲရွှေရဘယ်လောက်လဲလဲရဘယ်လောက်လဲနွားဘယ်လောက်လဲတက်စည်းကြသည်ညှိနေမကြဘူးလားအဲ့ဒါဘုရားရှိမှကောင်းသောလုပ်လားမကောင်းသောလုပ်လားဩမြတ်စွာဘုရားတော့အချိန်ကျတော့သွားပြီးတော့လက်သက်ဆုံးတော့စွမ်းလေးနဲ့ပကံခွဲလေးကသေးသေးလေးကြီးပါပြီလို့လည်းမသိဘုရားနိုင်ကမြန်မြန်မထုံးနိုင်ဘူးအဲ့ဒီလိုနဲ့ဘုရားရှိမှအယောစားလုပ်ပြီးတော့ဘုရားရှိမှဘာလုပ်နေလဲဆိုတော့အယောင်းဝယ်လုပ်နေကြနော်တာယီမြာကြီးစိတ်သက်တယ်ဆိုတော့အယောင်းဝယ်လုပ်တာပဲစိတ်သက်ကြတာပဲကုန်စည်လို့နည်းနည်းလျှော့ပါအောင်နည်းနည်းတိုးပါအောင်အဲ့ရွှေရဘယ်လောက်ထပ်တဲ့ပါအောင်ငွေရဘယ်လောက်ထပ်လဲလေးနဲ့ထည့်ပါအောင်ပြောကြဘူးလားအေးဘုရားရှိမှအယောင်းဝယ်သက်တယ်ရောင်းဝယ်ရေးဖောက်တဲ့လုပ်ငန်းတွေလုပ်နေကြအဲ့ဒါဘာဖြစ်လို့လဲဘုရားအသေးမို့လို့လားဘုရားအရှင်မို့လို့လားကိုယ်ရှိမှတိမ်နေတဲ့လူတယောက်ရှိမှမကောင်းကြောင်းလည်းပြောမယ်ကောင်းကြောင်းလည်းပြောမယ်ရှက်စရာလည်းမရှက်စရာအဲ့ပုဂ္ဂိုလ်ရှက်ပါမလားဘာဖြစ်လို့လဲလူသေးကြီးမို့လို့မဟုတ်လားအဲ့တော့ဒုကိုးဝယ်တဲ့ဘုရားအသေးလားဘုရားအရှင်လားဟောဘုရားအသေးမို့လို့ဘုရားရှိမှပြောခြင်းပြောဆိုခြင်းဆိုရင်လောက်နေချတာမနဲ့ဘုရားအပေလေးပါးကတော့မှလွတ်ဆိုကဲသားတွေသမီးတွေလွတ်စေလို့ပြောလားရှင်လို့မပြောတာလားသေလို့မပြောတာလားအဲ့ဒါကိုလေခုနတကောင်တရားတောင်းတဲ့ပုဂ္ဂိုလ်ကအကာကိုအနှစ်ထင်အနှစ်ကိုအကာထင်နော်အဲ့ဒီမှာတကယ်ရှိတာကအကာကိုကအနှစ်ထင်ပြီးတော့နော်အာမနာရှာမကျတောင်းလိုက်တာဗျာမနဲ့လည်းတောင်းနေလည်းတောင်းဖယားရှိကအဲ့ဒီသွားတောင်းတော့ဖယားပြုံးပြုံးလေးပဲမနေဘူးလားပြီးမယ်ဟေးမင်းတို့လော့အောင်ငါလုပ်ပြီးတော့မင်းတို့အဆုံးစုံတော့ဘုရားဆုံးဘလောက်ဆုံးလို့ဘလောက်ဆုံးလို့မင်းတို့ဘဝဘလောက်တောင်ကြာမယ်မသိအဲ့ကြတော့နိဗ္ဗာန်ရသည်လို့ဖယားပြောလားမပြောမှမသိဘူးလားမသိလို့ဆက်တာပြောတာကိုမသိလို့ခဏခဏထထမတောင်းလားတောင်းတော့မရဘဲနဲ့ထထတောင်းတာရလို့တောင်းတာလားမရလို့တောင်းလားမရမှန်းသိသိနဲ့ဘာလို့ခဏခဏတောင်းတာလဲဒါဦးစင်းနဲ့အရင်တော့တောင်းတာပဲတပူနဲ့တောင်းတာအဲ့တော့အပေလေးပါမျက်စိပေါက်နားပေါက်နှာခေါင်းပေါက်ကိုယ်ပေါက်ဓဝါရပေါက်တွေဟာမြင်နေတဲ့ဘောကြားတဲ့ဘောနားလေးဘောတွေးလေးဘောထီးလေးတဲ့ဘောပေါ်မှာလောဘစိတ်လူကျင်တဲ့စိတ်ဒေါသစိတ်မခံကျင်တဲ့စိတ်မာနစိတ်ထက်တန်တဲ့စိတ်ယုံမနာမပြဉ္ညာမပရမမမသိတဲ့စိတ်ကမောဟစိတ်
အဲ့ဒီအကြောင်းတရားတွေမျက်စိတမိတ်လျှက်တစ်ပြက်မှာယုတ်ကလေး9000နံကလေးတသိန်းတို့ကဓမ္မတွေခန္ဓာတည်ရမယ်လွတ်မလားအဲ့ဒါကိုသွားပြီးတော့လွတ်ရပါလို့လွတ်ရပါဆိုလို့လွတ်မလားသေချာစစ်နော်သေချာစစ်နော်ဦးစင်းနဲ့လူကြအကုန်ပေါ်မှာပဲနော်သေချာစစ်မလွတ်ဘူးမြတ်စွာဘုရားကအပေလေးပါးကောက်တော့မှလွတ်စီလို့ဟောသလားမြတ်စွာဘုရားလက်ထက်ကနော်နတ်သားတယောက်ကနတ်သမီး1000နဲ့စံစားပြီးနေတယ်ပန်းကူးတဲ့နတ်သမီး900ပန်းကောက်တဲ့နတ်သမီး900နဲ့ပန်းကူးကြတဲ့အခါမှာပန်းကူးတဲ့နတ်သမီး900ကပန်းကွင်းနဲ့နတ်ကမစိတ်ချုပ်ပြီးတော့အပေလေးပါးကြအောင်အဲ့ဒီလိုကြတဲ့အခါမှာကြောက်ရတော့ပန်းနေရမကြတာတော့နတ်သားကအပေါ်လက်ကြည့်တဲ့အခါအပေါ်မှာနတ်သမီးတွေမရှိတော့ဘယ်ရောက်သလဲလို့စမ်းစစ်ပြီးနတ်ဣတိပတကုနဲ့ကြည့်တယ်အပေလေးပါးကြဒုဒကရမတွေနတ်သိရင်ပဲရောက်လေမှတ်ထားနော်ရန်ပြီးနတ်စတိဆိုးအမနေနဲ့နတ်ဖြစ်ပြီးဟိုဘာဖြစ်မဲ့ကြောက်သေးကြမှာဗျာနော်အဲ့မှာနတ်က6ရှားမှာတထကပဲပြတ်နတ်ရှိကျန်တဲ့9ဓာတ်ကပုရုဇေနတ်တွေအဲ့တော့နတ်တဲ့နတ်တိုင်းမတူဘူးနော်အဲ့ဒါကြောင့်မလို့မနတ်တနတ်နဲ့သွားတော့ရင်မနုမနတ်ဖြစ်ကုန်ပြီအပေလေးပါးကြကုန်နော်အရိယာနတ်ကိုဖြစ်အောင်ဦးဇင်းတို့ကျင့်ရလိမ့်မယ်အဲ့ဒီလိုနဲ့နတ်သမီး900အပေလေးပါးကြသွားတဲ့ခါကျတော့နတ်သားနဲ့နတ်သမီး900ကငါတို့ဘယ်တော့သေမလဲဆိုပြီးကြည့်တဲ့ခါတော့နတ်ရက်9ရက်ပဲကျန်တော့အဲ့တော့ဒုရမတွေဒီနတ်ကသူမကြခင်သေမယ်သေပြီးအပေလေးပါးကြမယ်ဆိုတော့နတ်မကြောက်သွားဘူးလားဩနတ်တောင်ကြောက်တယ်နော်ဦးဇင်းတို့ဘာသာထူထားလို့လေအခုဒုရဓမ္မတွေထိုင်တဲ့ပုဂ္ဂိုလ်တွေဘယ်နည်းသေမယ်လို့သိလားအဲ့တော့မသိတော့အေးသေးသေးပဲမဟုတ်ဘူးလားအမလေးအသက်90ရှိတဲ့ပေါ်လဲတပြည့်အမတကနေကနောက်ထပ်အနှစ်20ပေါ့ခင်ရှော့မတက်ဘူးများများပဲတွေ့တယ်နော်အသက်100ပြီးတဲ့ပေါ်တပြည့်နောက်ထပ်မနေရ9နှစ်10နှစ်10နှစ်ပေါ့ရအောင်မှုရှိတိုးတွေ့တယ်အလကားတွေ့ရတယ်ဆိုတော့ပေါ်လို့အနှစ်1000တွေ့လိုက်ပါနော်အေးအဲ့တော့သေမှန်းမသိပြီးတော့ဒုဒကရမတွေကြောက်လားမကြောက်ဘူးဥပမာဗျာဥပမာတစ်ခုပေးမယ်ဈေးထဲမှာဒကမတယောက်ဒကာတယောက်ကနော်ပြိတ္တတရားဈေးဝယ်နေရတယ်သူတို့ကအောင်လံမြို့ကြီးကနေဈေးဝယ်ပြီးတော့တောရွာလေးတရားကိုကားနဲ့သွားတဲ့အခါမှာအဲ့ဘတ်စကားကြီးဟာမတ်တိုင်မှာသူကခီးတယ်တွေစောင့်နေတယ်အဲ့ဘတ်စကားကစပယာခေါ်တယ်လိုက်ကြမလားဟေးလမ်းတစ်ဝက်လောက်ကြရင်တို့တကကာကြီးဘိန်းကျူပြီးမှောက်ပြီးတကားလုံးသေးပဲဟေးလိုက်ကြမလားဟေးဆိုတို့တော်ဓမ္မကြီးလိုက်စီးမလားပတ်စံပြီးခေါ်လို့လိုက်မလားဘာဖြစ်လို့လဲသေမလမ်းကြရင်သေမယ်ဆိုတာမသိမှသိတော့မကြောက်ပါဘူးလားအေးအဲ့ဒါကြောင့်မလို့ပေါ့တို့တော်ဓမ္မတွေဘယ်နည်းသေမလဲလို့သိလားမသိတော့ဘာစကားစည်းသွားလေမကြောက်ဘူးခိုင်ရေးပဲဘာစကားပေါ်မှာလေဘယ်ကြီးတော်လေးစားလိုက်ရှောက်သီးဆေးပါလေးစားလိုက်ဟိုအကြောင်းပြောလိုက်ဒီအကြောင်းပြောလိုက်စီးပွားရေးသမားလည်းတခါတဲ့စီးပွားရေးအကြောင်းတွေးပညာရေးသမားလည်းကျောင်းသားတွေကလည်းပညာရှင်မို့ရှိညော်မနာတွေအတွက်အဲ့ဒီမှာကျွေးမရလို့သောကရောက်တဲ့ပုဂ္ဂိုလ်လည်းတစ်မျိုးပတ်စံမရှိလို့ဈေးအကုန်မပါလားစိတ်အမျိုးမျိုးပေါ်လေစိတ်ကူးနေကြအဲ့ဒီပုဂ္ဂိုလ်တွေကားကြီးမတွက်ခင်ကိုတွေးခြင်းကတွေးငေးခြင်းကငေးမနေကြဘူးလားအဲ့လိုမသိဘဲနဲ့အာရီကာကြီးကိုစီးသွားလမ်းတွက်လည်းမောက်တော့ကားနဲ့စိအေးရောအဲ့ဒီကြတော့ဘယ်နဲ့လောက်နော်တကယ်လို့လမ်းတွက်မှသိမယ်ဆိုရင်စီးပါမလားအေးအဲ့ဒါကြောင့်လို့ဒုဒကဓမ္မတွေဘယ်နှစ်သိမလဲလေဟေးလို့ကိုယ်ကိုသိမယ်ဆိုဒုဒကဓမ္မတွေအခုလိုအေးသေးသေးလေးနေနိုင်မှာမလားအေးရကုန်းလေးနဲ့တီဝေးလေးနဲ့တရုတ်ကားလေးကြည့်လို့နေနိုင်မှာမလားမနေနိုင်ဘူးအမလေးသားလေးကခြေလိုက်တာသမီးလေးကဒေါ်လေးသားသမက်လေးကဒေါ်လိုက်တာငါချွေးမလေးကဘလို့တတ်တာဘလို့ချောတာဘလို့ဂုံသေးရှိရနဲ့အမုန်းတွေတင်းပြီးတော့ပျော်ဝဲဆင်နေကြတာကိုယ်ကိုဘယ်နည်းသိမှမသိဘူးနော်အဲ့ဒီလိုတော့သိမယ်ဆိုတော့အဲ့ဒီပြောနိုင်မှာမလားအေးလူမပြောနဲ့နတ်တောင်မခံနိုင်ဘူးအဲ့ဒီလိုနဲ့နတ်တွေကနတ်သမီး900နဲ့တခါတည်းနတ်ပုံမိမကြီးမှာပျော်ကြီးမဆန်နိုင်တော့ဘူးသေပြီးနဲ့တွေ့တာတော့ပြေးပြီးတရားသွားတောင်းမှတရားသွားတော့မကဲတရားမင်းကျွန်တော်တို့တော့ကဲပါအောင်မကြခင်ကျွန်တော်တို့သေပြီးတော့အပေလေးပါကြပါတော့မယ်ကျွန်တော်တို့ဆွဲတင်ပါဆိုတရားမင်းကငါလည်းမတတ်နိုင်ဘူးတဲ့ကဲဒုဒကာရမတွေကတော့ဘိုးကြီးနဲ့ဘာကြီးလာပါဘိုးတော်လာပါဘွားတော်လာပါမဲတော်လာပါလို့ခေါ်လို့ရအောင်အဲ့လာတော့အဲ့ခေါ်လို့မရတဲ့မုန်းတော်တွေမဲတော်တွေလည်းလာတယ်ထင်ပြီးတော့ဟိုလိုဖြစ်ရပါလေသမီးတော်ဟိုလိုပေးပါဒီလိုပေးပါသားတော်ကြီးဟိုလိုပေးပါမတောင်းလားအပေါ်လိုက်ကြီးပေးတာတွေးလို့လားအဲ့ဒါလည်းတောင်းတာပဲဒုဒကာရမတွေမသိပဲနဲ့အရန်လုံးလုံးကြတာနော်အနှစ်လည်းမရှိလက်ထဲလည်းမရှိဘာလည်းမရှိအာကူလိုက်ကြတာအာကူလွဲနေကြပါလေအထင်လွဲအမြင်လွဲနေကြပါလေအဲ့ဒါပါလေအကာကူအနှစ်တင်ခုနတော့နော်အတာရိသာရမတိနော်သာရိသသာရတတိနော်အကာကူတော့အနှစ်လို့ထင်ပါလေတဲ့ဒီပြောမတို့ဒီအနှစ်ကိုတော့အကာလို့ထင်ပါလေတဲ့နော်
အခုတော့မရှိတဲ့ဘိုးတော်တွေလည်းသွားပြီးအားကိုးတာပါပဲလေဖယားစီကြီးကဖယားကရှိမှကျောင်းတော်ထဲမှာငုတ်တော့ကလေးရှိမှရှိတဲ့ကတော်ဝဲအုံကြီးကတော့အကြီးကြီးနဲ့အဲ့ဘောကပန်းနေဝေစားလို့ပြီးတော့ဘိုးတော်ကြွပါအောင်သမီးတော်တို့တော့ဘလို့ဖြစ်သားတော်တို့ဘလို့ဖယားရှိပေးထားပြီးတော့မတောင်းဘူးလားဖယားအာနာဖို့ကောင်းနေတာကျောက်တာဖယားဆိုလို့ရှိရင်ငါဖယားဖြစ်ပြီးတော့ပြိဋိဘံပြုလို့ဒုတိယသာသနာကြလို့ရှိရင်ငါဖယားရဲ့ရုပ်ထုကိုကွာမျက်လုံးကိုမျက်နှာနှစ်ဘက်ကိုငါးလက်ဝါးနဲ့အုပ်ပြီးတော့ရုပ်ထုလေးကိုဝေကြပါလို့မှာပဲဘာဖြစ်လဲဆိုရှက်လို့နော်ဘာလို့ဖယားရှိမျက်နှာပြောင်တိုက်ပြီးတော့ဘိုးတော်တွေဘွားတော်တွေမေတော်တွေသောသားတောင်းတော့ဖယားအာနာဖို့ကောင်းတယ်နော်အဲ့ဒါကြောင့်မလို့တရားလည်းမတတ်နိုင်ဘူးပြီးပြီးနဲ့ကြုံလာတော့တရားလည်းမတတ်နိုင်ခဲ့တရားငါမတတ်နိုင်ဘူးကွာနော်အဲ့တော့မင်းငါတဲ့တကူကြီးတဲ့ပြမာကြီးရှိတယ်ပြမာကိုသွားတောင်းတယ်သွားပြမာသွားတောင်းတော့ပြမာမင်းငါတို့လည်းမတတ်နိုင်ဘူးဆိုတော့ဒုရကဓမ္မတွေပြမာဖြစ်သွားပြီလားပြောဖြစ်သွားပြီလားပြောကုန်ပြီပြမာမာနိုင်သေးလားအေးပြမာလည်းသိချင်းစုနဲ့တွေးသိတော့မယ်ဆိုမမာနိုင်တော့ပြောတာပဲတရားလည်းအချိုပြက်သွားတာပဲအဲ့တော့ပြမာမင်းအဂရိတပြမာကြီးကဘယ်လိုပြောလဲဆိုတော့အရိယပြမာကြီးလောကမှာတော့လူပြည်မှာတော့လောကဝိတုဆိုတဲ့အဲ့ဒါဖျားပွင့်နေတယ်တဲ့သူသွားပြီးတော့မင်းတို့သွားတောင်းမှန်းတဲ့သူတော့ကယ်လို့ရနိုင်တယ်နေရှိကောင်းရှိလိမ့်မယ်ဆိုတာနတ်သမီးနဲ့နတ်သားအိမ်မှာကိုမနေနိုင်ဘုံမှာကိုမနေနိုင်ဘုံပြတ်ပါမောင်ပြည့်ဘုံကိုမကနိုင်ဘူးတခါလေးပြေးလွှားလိုက်ရနော်အဲ့လိုနဲ့မြတ်စွာဘုရားကြီးရောတဲ့ကမန္တပါဗျာတပြည့်တို့ကယ်တော်မူအောင်ဗျာမကြငင်တပြည့်တို့နတ်ကပစိတ်ချုပ်ပြီးတော့တပြည့်အပယ်လေးပါကြားပါတော့မယ်ဗျာဆိုတော့ဘုရားကငါလည်းမကယ်နိုင်ဘူးကဲဒုရဂမတွေဦးဇင်းတို့ကိုးကွယ်ပါတယ်အားထားပါတယ်ဆိုတဲ့အားထားတဲ့ရတဲ့ခြင်းနဲ့ဘုရားကရောသူ့ရဲ့ဘုံတော်အနန္တတဘိုးတော်အနန္တကံတော်အနန္တနဲ့အပေလေးပါလွတ်စေလို့အမိန့်ချမှလို့ကယ်တင်လို့ရလားမရအဲ့ဒီထဲမှာညံတော်မပါအောင်နော်ဦးဇင်းချန်ထားခဲ့တယ်ညံတော်မပါအောင်ဘုံတော်အနန္တကံတော်အနန္တတဘိုးတော်အနန္တနဲ့အပေလေးပါကိုလွတ်လို့ရရင်မြတ်စွာဘုရားအတ္တဆံသွားမှာပေါ့နော်အဲ့ဒါကြောင့်မလို့ဒုဒကဓမ္မတွေမြတ်စွာဘုရားကိုအားကိုးတယ်ဆိုတာဒီလိုအားကိုးလို့ရသလားမြတ်စွာဘုရားတော်သူ့ရှိပန်းလေးနဲ့ရေပန်းလေးနဲ့ရေချမ်းလေးနဲ့ရေခွက်ကလေးနဲ့စီပီးတိုင်လေးနဲ့လာပြီးတောင်းလို့ရှိရင်ဒုဒကဓမ္မတွေပေးသလားသက်တော်ထေရှားဘုရားတော်အေးယူလွတ်ကြသေးလို့ပေးသလားအဲ့လိုဆိုနောက်တောင်းမလားနောက်တောင်းမလားစစ်တော်မြတ်စွာဘုရားဘယ်လိုဟောလဲဆိုလို့ရှိရင်ဒါမြည်သည့်ပုဂ္ဂိုလ်မဆိုမြည်သည့်တ attva မဆိုတဲ့နော်အကျင့်ပုဂ္ဂိုလ်သည်တဲ့မိမိကိုယ်ပိုင်ကျင့်ထားတဲ့ကိုကျင့်တရားမှလွေအားကိုးစရာအားထားစရာမရှိပါဘူးတဲ့တုံမာကံသီလတရိတံပရိတရဏနာမနာတိခြေသားတို့ကိုယ်ပိုင်ကျင့်ထားတဲ့ကိုကျင့်တရားမှလွေအားကိုးစရာအားထားစရာမရှိပါဘူးဗျာနော်အဲ့ဒါသေသေးချာချာမှတ်ထားပတ်စံအပူမကုန်နဲ့နော်မြတ်စွာဘုရားကိုအားကိုးဖို့အားကိုးနေတော့ရှိတယ်မြတ်စွာဘုရားကခုတော့ရှိတယ်ကွာတဲ့မဂ္ဂင်၈ပါးအစထား၍ဘောဓိပက္ခိယတရား39ပါးကိုကျင့်ကြံကြဖို့အားထုတ်မယ်ဆိုလို့ရှိရင်မင်းတို့လွတ်လိုက်မယ်အဲ့လိုဆိုရင်ရတဲ့တပည့်တော်တို့ကိုဘောဓိပက္ခိယတရား39ပါးကိုချင်းမြင်ပါမြတ်စွာဘုရားကသူ့တကူနဲ့မရဘူးသူ့ရဲ့ဉာဏ်တော်နဲ့ငါလည်းဒီလိုပဲဘောဓိပက္ခိယတရား39ပါးကိုချင်းမှလောကသုံးပါးပုံသုံးပါးမှာလွတ်တယ်အပေတကားပိတ်တယ်လူပြည်နတ်ပြည်ဗမာပြည်ကနေပြီးတော့ပုံသုံးပါးလွတ်တဲ့ဉာဏ်ဘောဓိဉာဏ်ရခဲ့တယ်မင်းတို့လည်းအဲ့ဒါကိုနှလုံးသွင်းလို့ရှိရင်ရလိမ့်မယ်ကဲဒုက္ခဓမ္မတွေကိုကျင့်မှကိုရတာမဟုတ်ဘူးလားကိုလုံးမှကိုရလာမှာဒါကြောင့်မလို့မြတ်စွာဘုရားကံသာလင်အမိကံသာလင်ဖကံသာလင်ဥစ္စာကံသာလင်သွားလမ်းကြောင်းကံသာလင်လဲလျောင်းရအားကိုရပဲကံဆိုတာပါလေကာယကံဝစီကံမနောကံမကောင်းတဲ့စိတ်တွေမကောင်းတဲ့အပြုမှုတွေမကောင်းတဲ့စိတ်တွေလုပ်လို့ရှိရင်မကောင်းတဲ့နေရာမကောင်းတဲ့ဘုံရောက်မယ်ကောင်းတဲ့စိတ်တွေနဲ့အလုံးလုံးလို့ဆိုရင်ကောင်းတဲ့ဘဝကိုရောက်မယ်ဒုဒ္ဒဓမ္မတွေအခုတရားနာကြတာဘာဖြစ်လို့လဲကောင်းတဲ့ဘဝကိုရောက်နေကြတာအဲ့ဒါကြောင့်မလို့ဒုဒ္ဒဓမ္မတွေတောင်းနိုင်မရပါဘူးမြတ်စွာဘုရားသိပြီလေအုံဖွားဆိုပြီးတော့မပေးဘူးငါလည်းကျင့်ရတယ်မင်းတို့လည်းကျင့်ကြဆိုဒုဒ္ဒဓမ္မတွေဘုရားရှိမှမကျင့်မနဲ့သွားတောင်းတဲ့ပုဂ္ဂိုလ်ဘုရားသွားပြောင်းနေတာမဟုတ်ဘူးလားအေးနောက်နေ့ကစပြီးသတိထားဘုရားရှိသွားပြီးတော့ကြောက်တော့မယ်ဆိုရင်တော့သတိထားငါပြောင်းနေပြီလို့ထားအဲ့လိုထားရင်တွေ့တာနော်ဟုတ်တယ်ဟလားဦးသိပြောတာလွန်သလားဩတရားဓမ္မတွေတရားဟောပါဆိုတော့ဦးသိတရားတာဟောတာနော်မတရားတာတကူမှမဟုတ်ဘူးတရားတာတွေပဲဟောမှာဦးသိအပေလေးပါးကတော့မြင်လိုက်တဲ့ပုံမှာလောဘဒေါသမောဟကိုပယ်ရင်အပေလေးပါးလွတ်မယ်ဆိုတော့ဦးသိအကြံမြင်ဟောခဲ့မယ်ကတ်သုံးပါးဆိုတာယောဂန္တရကဒုပိကန္တရကတတ္တန္တရကကကြီးသုံးပါးလည်းလွတ်ရပါလို့ကြီးကဲဒုက္ခဓမ္မတွေကကြီးသုံးပါးလွတ်ပြီလားနော်
ကတ်သုံးပါးဆိုတာဘုရားရှိသွားတော့နေဘုရားမင်းတို့ကတ်သုံးပါးလွတ်စီလို့လည်းမရဘူးဘာဖြစ်လို့လဲဆိုမိမိတို့ဒီကဲအခုဒုက္ခဓမ္မတွေကတ်သုံးပါးမှာနော်ယောဂန္တရာကတ်ဒုတက်တာတွေစီတက်တာတွေပိုင်းတာတွေလီထိုးတာတွေလေအောင်တာတွေကောင်းကြိုက်တာတွေဇထိုးတာတွေမရှိဘူးလားလွတ်တဲ့ပုဂ္ဂိုလ်ရှိသလားအဲ့ဒီလိုဆိုရင်ယောဂဗျာတွေရနေတဲ့ပုဂ္ဂိုလ်ကယောဂန္တရာကတ်ဆိုင်ညာမဟုတ်ဘူးလားအဲ့လိုဆိုရင်ဘုရားရှိမှတော့ကတ်သုံးပါးလောပါလိမ့်ဆိုတော့ကိုရတဲ့ခန္ဓာကြီးကကတ်လွတ်တဲ့ခန္ဓာကြီးလားဩအဲ့ဒါကြီးကိုမသိကြိုးကြုံဖုံးပြီးတော့မြတ်စွာဘုရားကြီးသွားပြီးအလကားသွားတောင်းတာအားရောဦးဇင်းတော့ကိုယ့်ကိုစဉ်းစားကြည့်တော်အံ့တာပဲနော်ကိုရထားတာကနော်ကတ်သုံးပါးမလွတ်တဲ့ခန္ဓာအပေလေးပါးမလွတ်တဲ့စိတ်တွေနဲ့နေတယ်ဘုရားရှိသွားတောင်းတာကတော့ဟာလားအပေလေးပါးကတ်သုံးပါးလွတ်ဖို့တောင်းတယ်အဲ့တော့ယောဂန္တရာကဆိုတဲ့အခုလို့အိုက်လာတဲ့ခါကျတော့ဟာမနေနိုင်ဘူးတပည့်တော်တို့အဲ့လိုဖျားဆိုရက်တောင်ကြီးခတ်အေးလာတဲ့ခါတော့မနေနိုင်ဘူးနှွေးအောင်လုပ်ရတယ်အဲ့လိုလုပ်တာဘာဖြစ်လို့လဲယောဂန္တရာကဗျာတိဓမောဆိုတဲ့ဟာလားကတ်တွေမဆိုင်နေဘူးလားအဲ့လိုကတ်တွေဆိုင်နေတဲ့ခန္ဓာကိုယ်ကြီးဒီခန္ဓာကိုယ်ကြီးရင်ဒီကတ်တွေဆိုင်မှာပဲနော်ယောဂန္တရာကဒုဗိကန္တရာကဒုဗိကန္တရာဆိုငတ်မော့ခေါင်းပါတယ်ဆိုတာဘာလဲသာရင်နဲ့စိတ်လေးပေါ်လာတယ်ကိုစားရင်မစားတော့စိတ်မစင်းရင်သွားဘူးလားအဲ့လိုစားရင်မစားရတော့လေငတ်မော့တာပဲမဟုတ်ဘူးလားဩကိုကတိုက်ကြီးနဲ့နေကြီးနဲ့တိုက်ကြီးမရတော့စိတ်ကလေးမှတိုက်ကြီးဆက်လိုချင်တဲ့ဆာလောင်မှုသိမ့်မှုမပေါ်လာဘူးလားပေါ်လာတဲ့အခါတိုက်ကြီးမရတဲ့အခါကျတော့မရလေခြင်းမရှိလေခြင်းဆိုကိုယ့်ကိုယ်မစင်းရဘူးလားအဲ့ဒါငတ်မော့ခေါင်းပါခြင်းပဲနော်ကိုကကားကြီးလိုချင်တယ်ကားသေးသေးရနေပြီးတော့ကားသေးရတဲ့ဘုရားကားကြီးကြီးလိုချင်တယ်ကားပတ်ဆိုင်မပြည့်သေးမပြည့်သေးတဲ့အခါအတူနဲ့ဆွဲရကောင်းမလားအတူတက်တာနဲ့ရမှနဲ့ချိန်မတိမ်မဆိုပြီးတော့မဖြစ်သေးပါဘူးလျှော့တဲ့အခါကျတော့သူ့မှာဆာလောင်မှုသိမ့်မှုတွေနဲ့မရင်ဆိုင်နေရဘူးလားအဲ့ဒါဆိုလို့ရှိရင်ဒုဗိကန္တနာကဆိုင်တယ်ဟာငါတော့ဒီမျိုးသမီးလိုချင်တယ်ဒီဟာလေးမှချောတယ်ငါမှလိုချင်တယ်ဒါမရရင်တော့ငါသေးတော့မှာပဲဒါကငါမရအောင်ဒီဓမ္မတော့ယူမယ်ဆိုပြီးအဲ့ဒီပုဂ္ဂိုလ်ဒီအဲ့ဒီအချိန်မှာဘာဖြစ်နေလဲငတ်မှုခေါင်းမတဲ့စိတ်ကလေးမတွေ့နေဘူးလားအဲ့ဒါဆိုဒုဗိကန္တနာကဆိုင်နေပြန်ပြီငါတော့ဒီဝိစားမဝှရှင်တယ်ဒီရောင်ဆောင်မဝှရှင်တယ်ဒီသုံးဆောင်မတီဗီကြီးမှာကက်ဆက်မှာရေခဲတိတာနဲ့မှာအေယာကွန်နဲ့မှာငါနေခြင်းနဲ့ဆိုပြီးတော့မရှိသေးတဲ့ပုဂ္ဂိုလ်ကရှေ့အောင်မဖန်တီးနေကြဘူးလားအဲ့လိုဖန်တီးတဲ့အခါမှာမရသေးတဲ့အခါမှာဆင်းရဲမလားချမ်းသာမလားအဲ့လိုဆိုဒုက္ခမှာတွေတဏှာပစ္စည်းဥစ္စာတွေလိုချင်တယ်မရသေးတော့ငတ်မော့တယ်ဆိုတော့ဘာခံရမလဲဆင်းရဲခြင်းဆိုဒုက္ခမခံဘူးလားအဲ့ဒါဒုက္ခမှာတွေဘာဖြစ်နေလဲငတ်မော့တဲ့ဘေသူကြီးဆိုင်ညာမဟုတ်ဘူးလားလောကသုံးပါးမှာလွတ်တဲ့ပုဂ္ဂိုလ်ရှိသလားအဲ့လိုဆိုရင်ဒုက္ခမှာတွေဒီခန္ဓာရပြီဆိုလို့ရှိရင်ဒုဗိကန္တရာကဆိုတဲ့ငတ်မော့တဲ့ဘေကြီးဆိုင်မနေဘူးလားဒီယောဂါတွေတက်လာပြန်နော်ဟာလားဘုယောဂါဒီယောဂါမတက်ပါဘူးစေမထူပါလေဘယ်ဆရာအောင်ကောင်းလဲဘယ်ဆရာကောင်းလဲဘယ်နေရာမှာကောင်းမလဲဟာလားအဲ့ဒီလူနဲ့ဒုက္ခမှာတွေတညီတညူနဲ့နေရတာအဲ့ဒါပါလေဒီလူယောဂါဖြစ်တော့လည်းမဖြစ်ရပါလိမ့်ဒီယောဂါဖြစ်တော့လည်းမဖြစ်ရပါဘူးဒီယောဂါပြောက်ပါလို့ယောဂါမပြောက်သေးတော့ပြောက်ပါလို့စုမတောင်းဘူးလားအဲ့ဒါလည်းငတ်မနေတာပဲမဟုတ်ဘူးလားစုတောင်းနိုင်ရရဲ့လားမရတော့တာမလားဆင်းရဲမလားအဲ့လိုဆိုရင်ဆာလောင်မှုသိမှုနဲ့နေတဲ့ကကြီးဆိုင်နေတဲ့ကအဲ့ပုဂ္ဂိုလ်ဒီဆင်းရဲမနေဘူးလားကကြီးသုံးပါးကြောက်ရောက်ပြီဆိုဒုက္ခရမကြီးဆင်းရဲပြီလေအဲ့တော့ဆင်းရဲတော့စိတ်ကလေးตายရသေးလားအဲ့ဒါတတ္တန္တရာကဆိုင်နေတာတတ္တဝါဆိုတာပါလေစိတ်ကလေးမိမိတို့ရဲ့စိတ်ကလေးဟာအတိလေးရှိတာစိတ်ကလေးဟာတတ္တဝါမဟုတ်ဘူးလားအဲ့ဒီမြင်လိုက်သည်ကြားလိုက်သည်နားလိုက်သည်တွေ့လိုက်သည်အဲ့လိုကိုအဲ့လိုအတွေ့အကြုံအနံ့အရာတွေကိုအတိဆိုတဲ့စိတ်ကလေးမရှိလို့ရင်အတုဝါယကြီးအခွန်ကျွတ်နေအဲ့ဒါကြီးအတုဝါပဲခေါ်တယ်တတ္တဝါလို့မခေါ်တော့ဘူးနော်အတိနဲ့ယုံနဲ့နာနဲ့ယုံတွဲလုံးနေတဲ့အချိန်ဟာကိုအဲ့ဒါတတ္တဝါလို့ခေါ်တယ်ယုတ်ကြီးကဘာသိတယ်လဲမသိတော့သိတာကစိတ်ကလေးပဲမဟုတ်ဘူးလားအဲ့ဒါကအဝိဇ္ဇာသင်္ခါရဝิญဉ္ဇဉ်နဲ့တဏှာဖတ်တာဝေဒနာတဏှာဝေဒနာအဲ့ဒါ9မျိုးရှိတယ်ကျွန်တော်တတ္တဝါအဲ့တော့ဒီတတ္တဝါဆိုတဲ့9မျိုးနဲ့နေတဲ့ပုဂ္ဂိုလ်တွေဟာအလိုနဲ့လူကျင်တဲ့အတွေ့အကြုံတွေကိုတောင်းတပြန်တော့လည်းမရတော့ဆင်းရဲမလားချမ်းသာမလားဆင်းရဲတော့စိတ်ကလေးဆင်းရဲတော့တတ္တန္တရာကမဆိုင်သွားဘူးလားမလိုတာကိုပေါင်းနေရပြီးတော့လိုတာကိုတောင်းပြန်တော့လည်းရလားအဲ့ကြတော့စိတ်ကလေးချမ်းသာမလားဆင်းရဲမလားအဲ့လိုဒုဒကနာမတွေတတ္တန္တရာကစိုက်နေပြီမဟုတ်ဘူးလားအဲ့တော့ဦးဇင်းတို့အောင်လန်မကတကဘာလုံးမှာခုနတော့ယောဂန္တနာကတတ္တန္တရာကဒုဗိကန္တရာကဆိုကကြီးသုံးပါးကြားရောက်မနေဘူးလားခန္ဓာကြီးရလို့ရှိရင်နော်မသိမှုအဝိဇ္ဇာဖုံးလွှမ်းထားခဲ့တော့ပယ်လေးပါးကသုံးပါးကိုအပယ်လေးပါးဆိုတဲ့ငရဲတိက္ကံပိဋ္ဌာသူတကယ်ကိုနေတိုင်းကြားတိုင်းမြင်တိုင်းနားတိုင်းစားတိုင်းတွေ့တိုင်းထိတိုင်းမှာအပယ်လေးပါးလက်မှတ်တွေယူနေပါလားလို့သိလိုက်ပါ
ဒီခန္ဓာကြီးရလေဒုဗိကန္တရကယောကန္တရကတတ္တနာကဆိုတဲ့ကကြီးသုံးပါမလွတ်ပါလားဆိုတော့ဒုရမကြီးအဖြေချုပ်လိုက်တော့ဘယ်မှာတတ်ထုကြလဲဒီခန္ဓာကြီးပေါ်မှာတတ်ထုမကြဘူးလားအဲ့တော့ဒီခန္ဓာကြီးရခြင်းဒီဘေးဆိုးရခြင်းဆင်းရဲခြင်းရခြင်းပဲမဟုတ်ဘူးလားအခုဒုရမကြီးပြီးသွားပြီဆိုတော့အရင်ဦးစင်းမဟောခင်တုန်းကအပယ်လေးပါးကိုကြားတဲ့အလုပ်တွေအမြင်တွေအပြောတွေဖြစ်နေမှမသိဘူးနော်ကတ်သုံးပါးကြားအောင်နေမှမသိဘူးကတ်သုံးပါးကြားအောင်နေမှလည်းအခုဒီတော့ဒီပေါ်ပြန်ကြည့်တော့ဆင်းရဲတာပဲအဖတ်မတည်ဘူးလားအဲ့လိုဆိုဒုဒကမာတွေအရင်တော့မသိဘူးဦးစင်းအခုပြောတော့မသိဘူးလားပုပ္ပိယနာနုတုတေတုဓမေတုသက္ကောမူလပါဠိအခုတော့မြင်သွားပြီဦးစင်းမဟောခင်တော့ဒီလိုကတ္တန္တရာယောဂန္တရာကဆိုတဲ့ကကြီးသုံးပါးမလွတ်ဘူးဆိုတာမသိမဟုတ်လားဦးစင်းအခုဟောတော့သိမသွားဘူးလားအပယ်လေးပါမလွတ်သေးဘူးဆိုတော့သိမသွားဘူးလားအခုတော့ဟောပြတော့သိသွားပြီဆိုတော့အခုတော့သိပါပြီဗျာတဲ့ပုပ္ပိယနာနုတုတေတုဓမေတုအရင်တော့တတိတော့မသိဘူးဗျာတဲ့အခုတော့သိသွားပြီတဲ့မြင်သွားပြီတဲ့သက္ကောမူလပါဠိဉာဏ်နာဥရပိုင်ဟုတ်သားပဲယောဂါတွေဖြစ်တိုင်းဟာလားယောဂါမျိုးမျိုးဖြစ်တိုင်းဆင်းရတယ်ဟာလားလိုချင်တာမရတာမလို့လိုတာမရဖြစ်တော့လဲဆင်းရတယ်အဲ့လိုဆင်းရဲတဲ့စိတ်ကလေးဟာဒုက္ခဆိုသောမနစပရိဒီဝမိတွေတောက်တဲ့စိတ်ကလေးလောင်ကျွမ်းနေပါလားအဲ့လိုအပြင်ငါတို့ဒီကတ်သုံးပါးကြားရောက်နေပါလားလို့အခုတော့ဉာဏ်နဲ့သဘောမသိဘူးလားအမှန်တရားတွေလို့မသိပါဘူးလားအခုဆိုလို့ချင်းဒုဒရမကြီးကတ်ကြီးသုံးပါးကလွတ်အောင်ဘုရားရှိခိုးတောင်းမှရမလားလွတ်အောင်ပြေးရမလားအခုတော့လွတ်အောင်ပြေးပါလို့သိပါတော့အာလောကောဥရပါရီစာနဲ့ရွတ်နေတာနဲ့ခန္ဓာပြည့်နဲ့စာနဲ့ရွတ်တာနဲ့ခန္ဓာရွတ်တာနဲ့ဘယ်ကအသားပါတယ်အရွတ်မပါဘဲနဲ့လည်းအသားမထွက်ဘူးတခါကြီးနော်အရွတ်ကြီးပဲစားလို့ရှိရင်လည်းပရိုတိန်းဓာတ်ချိုမရဘူးအကုန်လုံးအားနဲ့ကုန်လိမ့်မယ်အဲ့ဒါကြောင့်မလို့အရွတ်လေးနဲ့အဖတ်ကလေးနဲ့တွဲလိုက်ပါနော်အခုတော့ပယ်လေးပါးလည်းပြီးသွားပြီကတ်သုံးပါးလည်းပြီးသွားပြီနော်အဲ့တော့ရက်ပြည့်ရှိပါအခြေခံချလိုက်လို့ရှိရင်ဟာလားအခြေခံကရက်ပြည့်ရှိပါဆိုတာဖရာတရားတန်ခါယနာသုံးပါးမပွင့်တဲ့နေရာဒေသတွေကိုပါခေါ်လဲရက်ပြည့်ရှိပါပုဂ္ဂိုလ်တ attva မှလည်းဖရာတရားတန်ခါယနာသုံးပါးကိုမမြင်မသိတဲ့ပုဂ္ဂိုလ်ကရက်ပြည့်ရှိပါရက်ထဲရွာထဲမှာနော်မနဲ့လဲစာရေးသွားရေးသမီးရေးပညာရေးစီးပွားရေးနောက်တနေ့မနဲ့လဲစာရေးသွားရေးသမီးရေးပညာရေးလူမှုရေးဒါရီနဲ့နေမုန်းပြီးတော့ဟာလားညအဲ့ရဝင်လို့ဖျားရှိခုမှမသိတရားဘာလို့မှမသိလူတရားပြလို့တရားတွေရှင်းနေမှမသိဦးချင်းနာချင်းသိချင်းမှမသိပဲနဲ့မောဟကြီးပိတ်ဖုံးမနေကြဘူးလားပိတ်ဖုံးပြီးတော့ဘုရားတရားတန်ခါယတနာသုံးပါးရဲ့လို့နှလုံးသားထဲမှာပေါ်ရဲ့လားအဲ့ဒီပုဂ္ဂိုလ်တွေကပြစ္ဆန္တဲ့နိုင်ငံသားတွေရက်ပြည့်ရှိပါမကြပါဘူးလားအမေငါတို့တရားမကျင့်လဲရတာပဲသူတို့ကသူတို့မရင်လို့ဓမ္မအောင်သွားပြီးအဲ့ဒီခါပြီးတရားနာနေရဗျာဟောတဲ့ဘုန်းကြီးလည်းဟောလိုက်တာတို့နဲ့ဘာဆိုင်လဲတို့လည်းဒီမှာနေလောလလအေးစေးနေလို့ရတာပဲရတာမရဘူးလားဒါမင်းတို့ဒုဒကာဓမ္မတွေယရနာသုံးပါးနဲ့လွတ်မနေဘူးလားအဲ့ဒီလိုမှမသိဘာမှမသိညာမှမသိဖရာကြီးတပူတခါနဲ့သွားတောက်တဲ့ပုဂ္ဂိုလ်ဒီရက်ပြည့်ရှိပါလွတ်သလားဖရာကြီးမျက်နှာချင်းဆိုင်တိုင်းတော့ဖရာကိုယ်နေတဲ့ပုဂ္ဂိုလ်တွေဦးဇင်းကတော့တရားဟောတယ်ဆိုတော့တဲ့တယ်ပဲဟောပါမယ်နော်ဦးဇင်းကတော့အမှန်ပဲမယုံရင်ကိုယ်ကိုစားနေကြည့်လေဖရာဘာခိုင်းမှမသိဖရာဘီရွေချက်ရှိမှမသိဖရာဘယ်လုပ်တယ်လို့မှမသိဖရာဝါဒဘယ်ဝါဒမှမသိဖရာကြီးသွားပြီးအလကားသွားတောင်းနေတာအဲ့ဒါဗုဒ္ဓမကြိုက်ဘူးမြတ်စွာဘုရားကမကြိုက်ပါဘူးဗျာမြတ်စွာဘုရားကငါရဲ့ပရမဉာဏ်ကိုပညာပရမစိတ်ဓာတ်နဲ့ကိုမသိတဲ့ဘုရားငါဘုရားကိုမသိဘူးတဲ့ပရမစိတ်ဓာတ်နဲ့ကိုသိတဲ့ဘုရားငါဘုရားကိုသိတယ်ငါ့ကိုမကုတ်ပဲနဲ့နော်ကိုယ်ဝေရမှာကိုယ်ပိုင်ကျင့်ထားတဲ့ကိုခြင်းတရားတွေကိုယ်ဝေငါဒီပင်ဘောဓိပက္ခယတရား39ပါးကိုအရင်ထား၍နော်အာတာပိဝရိယအဖြစ်ကျင့်ကြံကြိုးကိုအားထုတ်ပြီးတော့ငါဘုရားဒီလောကသုံးပါးဘုံသုံးပါးလွတ်ခဲ့ပြီးတဲ့မင်းတို့ငါလိုမလုံးနဲ့ပေါ်ချောင်ကောင်းမလိုက်နဲ့တဲ့အောင်ပါဆိုပြီးတော့လည်းမလုံးနဲ့ဘုရားကြီးအလကားလာမတောင်းနဲ့ငါလည်းအလကားမရအောင်ငါလည်းကျင့်ကြရတာဒုက္ခရစရိယ6နှစ်ကြာတာအယူကြီးမကြခဲ့ဘူးလားအဲ့တော့ကိုယ်မှာဘာပါရမီတွေဘလောက်ရင်းလို့လဲမကျင့်မနဲ့ရအောင်မကျင့်မနဲ့နေလို့ရမလားကိုယ်ကိုပြရမယ်ဘုရားကိုယ်ဝဲဖြစ်တဲ့ဘုရားတည်ပြီးလေးသိချင်းတဲ့ကဘာတနည်းပါရမီဖြစ်ရသေးတယ်ဘုရားပြည့်မဲ့ဘဝတော်မှာဘုရားပြည့်မဲ့ဆိုပြီးတောထွက်ပြီးအိမ်ရခွာတယ်သူတို့ကမှအိမ်ရခွာနေကြရလားမခွာနိုင်ရသေးဘူးမြတ်စွာဘုရားကခွာခဲ့ပြီနော်တောထွက်ပြီးတရားရှာတယ်ရှာတော့ဒုက္ခရစရိယ6နှစ်ကျင်းရတယ်အဲ့ဒီလိုကျင့်မှမြတ်စွာဘုရားဒီတပိညိနာကြံရတယ်အဲ့တော့ဒုဒကမတွေကိုကိုယ်မဲ့ဘုရားတော်မှာပောဖို့တဏ္ဍာနဲ့ရရဲ့လားအဲ့ဒီဒုဒကမတွေတရားကျင့်တာပောဖို့တဏ္ဍာနဲ့ကျင့်လို့ရပါမလားအဲ့ဒါကိုမသိကြဘူးနော်ဒုဒီကအသေးရရေးကျင့်လိုက်တာပြင်းထန်လိုက်တာကွာနော်နှစ်နာရီများတော့နော်တစ်ဖက်ချင်းနှစ်ဖက်ချင်းမဟာပလင်ချိန်နဲ့အဲ့လောက်ကြီးကတော့မခံနိုင်ပါဘူးကွာဒီလောက်ကြီးတော့လွန်လွန်းပါတယ်နဲ့သူတို့ပြောတာဆိုတာကြားပါတယ်အဲ့ဒုဒကမတွေ
ကိစ္စယောဂတွေဖြစ်လာပြီနော်သွေးတိုးတွေစီးကျူတွေဖြစ်လာပြီတဏှာကြီးနဲ့ပြောက်သလားဟောမသိမရှိမတတ်ဘူးလားအဲ့ဒါကြတော့ဘု து သွားပြီးလွန်နေဆုံးပြီးတရားဆွဲမလဲအဲ့ဒါကြတော့လည်းငြိမ်းခံနေဗျာဘု து ဆွဲမလို့ဘုန်းကြီးကြတော့တဏှာလွတ်ကြောင်းပြမယ်အိုခြင်းဆင်းရဲနာခြင်းဆင်းရဲသိခြင်းဆင်းရဲလွတ်မဲ့လွတ်အောင်ပြမယ်ဘုန်းကြီးကတော့ရက်ဆက်လိုက်တာလုံလုံးလိုက်တာမပြင်းထန်ဘူးလားလို့အပြောခံရတယ်အဲ့ဒါကြောင့်မို့ဦးဇင်းတို့ကပြောင်းပြန်ပြန်နာလို့ဖြစ်နော်အဲ့ဒါကြောင့်မို့မြတ်စွာဘုရားပြိဋိဘံပြုပြီးတဲ့ခါကျတော့ဒီခုနိုင်ငံမှာရှင်လောမန္တဆိုတဲ့ယဟန်တစ်ပါးတရားကျင့်တဲ့အခါမှာစိတ်တလဇေရိယတောင်ထိပ်ပေါ်မှာသူတရားကျင့်တယ်သူကလိုင်မှုလဲတူးထားပြီးတော့တရားကျင့်တဲ့အခါမှာငါဥရေးကြည့်ပြီးတော့အရေးအာဝါဒတွေနေပြီးတော့ချင်းငါရုပ်ပေါ်မှာတာယာမှုတဏှာဖြစ်နေပါလားငါဒါကြောင့်တရားမတက်ပါလားလို့သိတော့သူကဘယ်လိုလုပ်ကျင်လဲဆိုအပြင်ထွက်ခြင်းတရားဆုံးနဲ့တဘူရဲလာဈာကာလဟာတဲ့မရဏကာလလို့လည်းခေါ်တယ်တဲ့အဲ့ဒီအချိန်မှာလူတွေကအရေးခဲပြီးတော့သွေးခဲပြီးတော့သိကြတာများအဲ့ဒါကြောင့်မလို့သူကအဲ့ဒါကိုမရဏကာလလို့ခေါ်တယ်အဲ့ဒီမျိုးသူကကိုယ်ထဲမှာကျင့်မယ်ဆိုလို့ရှိရင်ငါဒီရုပ်ပေါ်မှာယူပအရာကဖြစ်ပြီးတာယာနှစ်သက်နေပါလားအဲ့ဒီတော့ကြောင့်မိမိဒီတရားရှိမတက်ပါလားလို့လည်းသိကောအဲ့ပုဂ္ဂိုလ်ဒီအဲ့အပြင်ထွက်ပြီးတော့ဈဉ္ညာလမ်းမှာတရားကျင့်နှင်းနေရတခွဲခွဲနဲ့ကြာအေးဒီတိုက်ခိုက်ခဲ့ကိုတုံးအယိုးပွဲမတအဲ့လိုဖြစ်ပြီးတရားကျင့်နေတာကဲဒုဒ္ဓဓမ္မတွေအဲ့ဒီလိုနှင်းတပွဲပွဲနဲ့ဗျာဟိမောင်တာတောင်းတမ်းမှာဒီလောက်အေးခဲပြီးသွေးခဲမတဖြစ်နေတဲ့နေရာမှာအရေးမရှိအကာမရှိအမုန်းမရှိစောင်းမရှိခြံောင်းမရှိဖျားမရှိနဲ့အဲ့ဒီလိုတမန်တွေလူသွားလမ်းပေါ်မှာကျင့်နေတာအဲ့ဒါအတ္တကိလမထာနိယောဂဖြစ်မလားအတ္တကိလမထာနိယောဂဆိုတာမှတ်ထားပါကာမအိမ်ကာမဂုဏ်ဝိထုပစ္စည်းတွေကာမကိလေသာတွေအတွက်အယိုးကြီးအရေးခံကမရသည့်ဓာကြီးဆိုတာအဲ့ဒါအတ္တကိလမထာနိယောဂခေါ်တယ်မှတ်မိပြီလားကာမဂုဏ်အာယုံကိုအကြောင်းခံပြီးတော့ကိုယ်ကြီးပင်မချင်းစိတ်ပင်မချင်းပြုတဲ့အပုဂ္ဂိုလ်အပြုခြင်းကိုဘာလို့ခေါ်မလဲအတ္တကိလမထာနိယောဂခေါ်တယ်အခုကလောကိအာယုံကာမဂုဏ်ဒီမှာပြတ်ကြောင်းကာမတဏဘဝတဏဝိဘဝတဏဆိုတဲ့တဏသုံးလက်ပြတ်ကြောင်းကိုကျင့်တာသည်အဲ့ဒါအတ္တကိလမထာနိယောဂမဟုတ်ဘူးသမပဋ္ဌာန်လုံးလားအာတာပိဝရိယလို့ခေါ်တယ်သဘောပေါက်ပြီလားသမပဋ္ဌာန်လုံးလားဆိုတာကမဂ္ဂင်7ပါးအရင်ထားပြီးတော့ကျင့်မဟေ့ဆိုလို့ရှိရင်အရေးတွေပဲအလွှားလိုက်ပဲကြာကြအကျိုးတွေပဲပြတ်ကြအရေးတွေပဲကြာကြအသွေးတွေပဲခန်းကြောင်အယိုးတွေပဲကြေမော့သွားပါသည်ဒီတရားကိုမဆုံးမနစ်ကျင့်မယ်ဆိုတာအဲ့ဒါပါလေသမပဋ္ဌာန်လုံးလားခေါ်တယ်ခုနကတော့ရှင်လောမသမထေပြီးအေးထဲမှာခဲပြီးတော့အဲ့လိုထဲမှာနေတဲ့အခါမှာသူ့ရဲ့အသွေးသားရဲ့ခဲမတတ်အယိုးတွေကွဲမတတ်ကျင်မတတ်ကိုက်မတတ်အမတတ်ဖြစ်လာတော့ဒီစိတ်ကလေးအပြင်ကျန်းလို့နိုင်သေးလားအဲ့တော့ခန္ဓာကိုယ်ကဒေါမနကဒုက္ခဖြစ်လာတော့ခန္ဓာကိုယ်မှာနံသွားမတည်ဘူးလားဒီတော့သူဒီအပြင်ကျန်းနေမှုစိတ်အလိုလိုသိမ့်မသွားဘူးလားအဲ့ဒါဝိတက်ပထမဇန်သိလိုက်တယ်ဗျာနော်အကြောင်းမကျင်တာပါဘူးအခုကဦးဇင်းတို့ဓမ္မဝင်ထဲမှာဖြာခင်းပေးလိုက်သေးတယ်အဲ့ဘောကအခုအခါလေးတွေနဲ့နော်အဘောကဟာလားအမိုးပါမှာမျက်နှာကျက်လေးနဲ့ကြာကြာနာနာနော်ဒီကြတဲ့ရက်တောင်ခတ်ပေးတဲ့ပုဂ္ဂိုလ်ရှိသေးအဲ့လိုကြာကြာနာနာနဲ့အပေတကားကိုပိတ်အောင်တကယ်ကျင့်နေတာကြတော့ဒီတရားလုံလုံးပါတယ်လို့အပြောခံနေခုနလောမန္တမထေသူဘာနဲ့လုံလဲကျင့်ရမလားအဲ့လိုအယူခဲမတအေးစက်နေတဲ့ကြားထဲမှာတခါတော့မှတရားကျင့်နိုင်ပါမလားမကျင့်နိုင်ဘူးအဲ့ဒါကြောင့်မလို့ခန္ဓာရဲ့ဇတ်ထုတ်ချုပ်ဖို့ကျင့်ကြမယ်ဆိုလို့ရှိရင်မြတ်စွာဘုရားကအသက်ပင်သေးသေးနော်မိတ္တသုံးပါလေတန်တန်ညီသက်စွာတော့ယံပဒံယနိဗ္ဗာန်အဋ္ဌိရှိ၏တမ္ပဏချုံဒုနိဗ္ဗာန်ကိုအဘိဓမင်းစဉာဏ်ဖြင့်မျက်မှောက်ပြုလို့တော်သူသည်ကရဏီယကျင့်ရမယ်တဲ့အားကြလောင်းဆိုပြီးရမလားမရဘူးကျင့်ဘယ်လိုကျင့်ရမလဲဆိုရင်သက်ကောအသက်နဲ့ခန္ဓာကိုမငဲ့ကွနဲ့ခုနလောမန္တမတိအသက်နဲ့ခန္ဓာကိုမငဲ့ကွနဲ့ကျင့်တာမဟုတ်ဘူးလားအဲ့ဒါအတ္တကိလမထာနိယောဂမဟုတ်ဘူးသက်ကောစအသက်နဲ့ခန္ဓာကိုမငဲ့ကွနဲ့ဟိုက်တရားမရရင်မထဘူးဆိုပြီးကျင့်တာအဲ့ဒါသက်ကောဆိုတဲ့ပုံနဲ့သွားညီပါတယ်သမပဋ္ဌာန်လုံးလာနဲ့တူတယ်မတရားမရရင်ဒီတမလင်ကြီးမဖြုတ်တော့ဘူးဆိုတဲ့ဝရိယထားတာအဲ့ဒါပါလေအာတာပိဝရိယပြင်းထန်တဲ့ဝရိယခေါ်တယ်မြတ်စွာဘုရားကတရားကျင့်တာသက်သက်သာသာနေနဲ့ဝေးလိမ့်မယ်ဆန်းလိမ့်မယ်သက်သာအောင်လုပ်ပြီးထိုင်ပြီးပဲဆိုပြီးတော့တရားရတယ်လို့ဟောသလားအဲ့ဒီတရားမရရင်တော့ဒီတမလင်ကြီးမဖြုတ်တော့ဘူးဆိုမထရန်ချင်းအယုသေးသေးအရေးခန်းကလူသေးသေးမသေးတရားရဆိုပြီးကျင်းနေအဲ့ဒါငါဘုရားရဲ့နိဗ္ဗာန်ရောက်ဟာလမ်းကြောင်းပဲတဲ့နော်အခုတက်တက်သာသာဖြာလေးနဲ့အရာကုန်းနဲ့ရက်တောင်လေးခါလို့တီဝီလေးနဲ့နော်ရေသမှုလေးဘေးချပြီးတော့နေလို့ရမလားမရဘူးအဲ့ဒါဒုဒ္ဒဂမတွေအဲ့ဒီလိုမှမရလို့ရှိရင်နော်အဲ့ဒီကိုယ့်အကိုရှေ့ပုဂ္ဂိုလ်တွေအရိယာတွေကို
ကတော့ဝဲနဲ့စူတောင်းပြီးတော့ရိုသေလေးကတော့မပြုတ်နေနဲ့ရှေးအရိယပုဂ္ဂိုလ်တွေဘလို့ကျင့်သွားသလဲဆိုတာနှလုံးသွင်းလိုက်အဲ့လိုလောမသာမထေရတရားကျင့်နေတဲ့အခါမှာကျန်တဲ့တပည့်တွေကအရှင်ဘုရားရာသီဥတုကပြင်းထန်လုံးပါလေဗျာအရှင်ဘုရားအသက်ကိုဉာဏ်ဖြင့်စောင့်တော်မူပြီးတော့လှိုင်ကောင်းထဲမှာအရိယပဋ္ဌာမြောက်အောင်ကျင့်ပါဗျာလို့လာလျှောက်တဲ့ကသင်တို့တဲ့ကျုပ်ကိုလာမကောင်းနဲ့အခုအယိုးကိုအောင်အေးမတတိုက်ခဲမတဖြစ်နေတဲ့တန်ဟာဘာမဟုတ်သေးလို့လေတဲ့ငါဒီလောကန္တရငရဲအဲ့ဒီလောကန္တရငရဲမှာငါခံရတာတဲ့ဒီအစတရားတစ်ထောင်မကောက်ဘူးငါခံစားခဲ့ရပြီအယိုးတွေကြည်မွပျက်စီးအောင်အေးခဲပြီးတော့လောကန္တရငရဲမှာငါခံခဲ့ရပြီတဲ့သူဒီငရဲကိုခံခဲ့တာသူမြင်တယ်သမရယာနိကပဲဩငါအဲ့ဒီတုန်းကနော်ဒီငရဲမှာအယိုးတွေကြည်မွလောက်အောင်အေးဆက်ပြီးတံကိုခံခဲ့ရပါလားလို့သိတော့ဒီပုံမှာခါတဲ့အေးဆက်တဲ့တံကြီးသိမသွားဘူးလားနော်သိဖွင့်သွားပြီအဲ့တော့မှဒီငါတကယ်လို့တော့ဒီတရားကိုမရခဲ့လို့ရှင်ဒီလောကန္တငရဲကိုတော့ငါပြန်ဆင်းအောင်မှာဆိုတော့အောက်တော့ဒီတဲ့အပြန်တရားတစ်ထောင်တစ်ပေါင်းကိုတော့ငါအသိမခံတော့ဘူးအဲ့တော့ဒီမှာတင်သိမသိငါတရားရမဂ္ဂင်၈ပါးကိုအရင်ထားပြီးတော့ဘုရားဝါဒကျင့်သုံးပြီးလူသိသိမသိတရားရဆိုပြီးငါကျင့်မယ်အဲ့လိုလုံးသိဆုံးပြလိုက်တယ်အဲ့လိုနဲ့နောက်နေ့မနေ့လဲလင်းတော့သွားဒါအဲ့စိတ်တလဇီရိယတောင်ဆိုတာကတောင်လည်းမြင့်တဲ့ကကြတော့နေပြီးကြတော့နေပြီးတော့နေရပူပြန်ရောပူတော့နေဘူးလေဆိုပြီးတော့ပူထဲမှာကျင့်တော့ငါရုပ်ကိုသာယာနေဘူးရုပ်ကိုညှာတာမှုတွေဖြစ်နေပါလားဆိုပြီးတော့ခုနတော့လမ်းလျှောက်တဲ့ဈဉ္ဉံပေါ်မှာနေဘူးခေါင်းကြီးနဲ့သွားပြီးထိုင်မြန်တာပဲထိုင်မြန်တဲ့ကကြချွေးတွေကဘယ်လိုဖြစ်လဲပွားနဲ့ခါတဲ့တကုံလုံးချွေးတွေရွှဲနေပြီးတော့ကြားတယ်အဲ့တော့သူ့ရဲ့တပည့်တွေအရှင်ဘုရားနော်ပြင်းထန်လုံးပါတယ်ပူထဲမှာကျင့်လဲတရားနှလုံးသွင်းလို့ရပါတယ်ဗျာအရှင်ဘုရားသိခံပြီးတော့ပူထဲကိုကြွပြီးတော့အရေးမှလည်းရပါတယ်တရင်လုံးကျင့်ပါဗျာဆိုခြေသားတို့နော်ဒီပြာဘူးငရဲတန်ဘူးငရဲမှာခန်းနေဆိုတာကွာတဲ့နော်မိခဲဘုံကြီးတွေကိုရေစက်သေးသေးလေးချလိုက်ပြီးအခါရှဲကနေဆိုပျောက်သွားတယ်လို့ငါအဲ့ဒီလိုခံစားခဲ့ရပြီးပြီတဲ့ဒီတန်မညပူတဲ့နေဘူးတန်ဟာဘာဟုတ်မလဲကွာတဲ့ဒီနေဘူးတန်ခံပြီးတော့သိပြီးတော့ငါတရားရရင်ရမရလို့ရှိရင်ငါမလျှော့ဘူးငါအတွက်ငါမညာတော့ဘူးနောင်ဒီငရဲမျိုးငါအကြမခံတော့ဘူးဆိုပြီးအဲ့လိုသူ့ရဲ့တပည့်တွေကိုနှိမ်ထုတ်လိုက်နှိမ်ထုတ်ပြီးအဲ့လိုနဲ့တခါတရားဆက်ကြည့်မြန်တာပဲကျင့်တဲ့အခါမှာသူအဲ့ဒီနေ့လေတရားမရသေးမရတဲ့အခါညတခါမိုးချုပ်သွားပြန်မိုးချုပ်တော့အဲ့လိုအေးတန်ထဲမှာတခါပြန်ပြီးတော့တရားကျင့်တဲ့ကမှဲရကြိုက်ချင်းနေရကြိုက်အဲ့လိုကြိုက်တဲ့ကဘေးရပုဂ္ဂိုလ်တွေကချင်းလာရက်ခတ်ပြီးတယ်ချင်းသားတို့တဲ့ငါ့ကိုချင်းလာမရက်ခတ်ပြီးနေတဲ့ငါလူဘဝမှာမင်းတို့ကချင်းခိုက်လို့ရတယ်တဲ့ငါတိရစ္ဆာန်ဘဝတွေဖြစ်ခဲ့တာကိုများပြီတဲ့တောထဲမှာမှဲ့တွေချင်းနေကြိုက်ပြီးတော့နေခဲ့ရတဲ့ဘဝပေါင်းငါများလာခဲ့ပြီရှေ့အရိယာသူတော်ကောင်းတွေနှလုံးသွင်းဖို့တရားရဖို့ကျင့်တော်မယ်ဟေ့ဆိုလို့ရှိရင်အရိယာသူတော်ကောင်းတွေကခန္ဓာနဲ့အသက်ကိုမငဲ့ကွက်ဖဲနဲ့နော်ဖြည့်တဲ့ငါဘဝတိုင်းနော်ခွေးဘဝရောက်တော့လဲမှဲ့တွေချင်းနေကြတယ်မှာဒီလိုပဲနေရနွားဘဝရောက်တော့လဲအောက်ကဘောထဲမှာမစင်ထဲမှာရောထွေးပြီးတော့မှဲ့တွေချင်းနေနေရကြားဘဝရောက်တော့လဲတောတော်ကောင်းတွေဘဝအမျိုးရောက်ခဲ့တော့လဲတောထဲမှာမှဲ့တွေချင်းနေရင်းနဲ့ဒီလိုပဲနေရမိုးရွာတဲ့နေရနေဘူးလည်းနေရအဲ့လိုနဲ့တတ္တဝါတွေအနန္တဖြစ်ခဲ့တဲ့အခါမှာနေဘူးမလျှောက်မိုးရွာမလျှောက်မှဲ့ကြိုင်မှမသိချင်းကြိုင်မှမသိနေမှမသိညာမှမသိငါအဲ့လိုခံရတဲ့ဘဝတွေများလာပြီဒီလိုကငါရုပ်ကိုညှာတာနေမှဆိုလို့ရှိရင်ငါဒီဘဝတွေပြန်ကြအောင်မယ်အဲ့တော့ငါဒီဘဝတော့အကြမခံတော့ဘူးဆိုပြီးတော့သူဒီအဲ့မှာသမပဋ္ဌာန်လုံးလားအာတာပိဝရိယနဲ့ကျင့်လိုက်တာဒုဒရမတွေအဲ့ညတွေညသူအရဟတဖို့ရောက်သွားတယ်ကဲဒုဒရမတွေအဲ့ဒီလိုကျင့်နိုင်ပါမလားမကျင့်နိုင်ဘူးမကျင့်နိုင်သေးရင်တော့သွားကြအောင်ပေါ့ဦးဇင်းကမဆွဲထားပါဘူးတတ်တာပါပဲဦးဇင်းတို့ကတော့အဲ့လိုမနေနိုင်ဘူးကြောက်တယ်နော်နောက်တစ်ခါလူပြန်ဖြစ်မှာကိုဦးဇင်းအမှန်တန်ကြောက်ခဲ့ပါတယ်တိတက်တဲ့ရေတွေကဦးဇင်းကရင်သိချင်းကိုကြောက်ခဲ့ပါတယ်နော်ခွဲရသမုဒိယတွေ့တာမှုဒုက္ခတွေကိုလည်းဦးဇင်းကြောက်ခဲ့တယ်ကြောက်ခဲ့ပြီးတော့ရုံးကန်ခဲ့တာဦးဇင်းတိတက်တဲ့ရေ9နှစ်သား6နှစ်သားအရွယ်ကနေပြီးတော့ဦးဇင်းကြိုးစားခဲ့တာဦးဇင်းကရင်သိချင်းဘာမှလွတ်မလဲဘယ်တော့လွတ်မလဲဘယ်နည်းရှိတယ်လဲနဲ့ဦးဇင်းအဲ့ဒီလိုကြိုးစားခဲ့ပါတယ်အဲ့ဒါမှဒုဒကဓမ္မတွေရှေ့အရိယာသူတော်ကောင်းတွေဟာအလကားနဲ့ရမလားတနားရီလောက်လေးထိုင်ပြီးတော့ကိုယ်လို့ရတယ်ဆန်းလို့ရတယ်လမ်းလို့ကြောက်တယ်သက်တောင်နေလို့ရတယ်ရုပ်သက်တောင်ထားပြီးတရားကျင့်ရတာစိတ်ဆင်းရဲမခံဘူးအဲ့လိုဆိုပြီးတော့ရှေးအရိယသူတော်ကောင်းတွေကျင့်သွားသလားမဟုတ်ဘူးအဲ့ဒါမလို့မြတ်စွာဘုရားကသူကဓနံစစိအင်္ဂဟိတိဆိုတာကဓနံအင်္ဂိစဇီဝိတေစသဗ္ဗတမ္ပတိဓမ္မပစ္စယသဗ္ဗဓမ္မပစ္စယနော်ဆိုလိုတာကတော့တရားဓမ္မတွေကိုရင်းစာတရားထားကြည့်ပါတဲ့တကယ်လို့လူတယောက်ကိုနိုင်နေတဲ့ပုဂ္ဂိုလ်တယောက်ကဓာကြီးကင်လာပြီးတော့မင်းရဲ့စီးစိမ်တွေကိုပေးမလားမင်းလက်တည်ချီတွေဖြတ်ခါမလားဆိုလို့ရှိရင်ဒုဒကဓမ္မတွေလက်တည်ချီတွေဖြတ်ခါမလားရွှေငွေတွေပေးမလားအဲ့လိုမှတ်ထားပါနော်မိမိရဲ့
လက်တွေခြေတွေကိုယ်တွေကောင်းနေဘူးလားထိပါလာမယ်ဆိုရင်တဲ့ခြေလက်တွေကိုယ်တွေကောင်းပြီးတော့ထိပါမခံနိုင်ဘူးခြေတွေငွေကြောက်တာမတန်းနေကြိုက်တဲ့လောက်ယူသွားပါကွယ်ဓမြတွေပါတိုက်တဲ့ခါတော့မှကြားဥပါလေအဲ့ဒီလိုပဲတဲ့မိမိရဲ့အသက်နဲ့ရစ်ဖြစ်လာလို့ရှိရင်တဲ့ကဲမင်းအသက်ခံမလားလက်တစ်ချောင်းပြတ်ခံမလားဆိုဒုဒ္ဒရမတွေဘယ်ဟာပေးမလဲအေးဒါမှမဟုတ်ဆေးရုံတက်တာတော့မှအသက်ရှင်မှုတဲ့ချောင်းမကောင်းလို့အပြတ်မခံဘူးလားအေးအဲ့လိုပဲတဲ့အသက်နဲ့ထိလာပြီဆိုလို့ရှိရင်တဲ့ဒုဒ္ဒရမတွေခြေလက်တွေကိုယ်တွေကောင်းနေဖြတ်ပေးရပါတယ်တဲ့မြတ်စွာဘုရားငါဤသာသနာမဂ္ဂင်ရှိပါကိုမင်းတို့ကျင့်တော်မယ်ဆိုလို့ရှိရင်အသက်ကိုယ်တော်ပေးရမယ်နော်ရှင်ကိုကြောက်တာမရများလေးလည်းစွန့်ရမယ်ခြေလက်ကိုယ်အင်္ဂါလေးလည်းစွန့်ရမယ်တဲ့အသက်ကိုလည်းပေးရမယ်တဲ့ကဲဒုဒ္ဒရမတွေမြတ်စွာဘုရားကအသက်ပေးပြီးတော့တရားမရှာခိုင်းဘူးလားအေးဒုက္ခဓမ္မတွေကအသက်ပေးပြီးတော့သာနာလဲကြတယ်ဗျာသားစရာမယားစာအတွက်နော်မွေးကြိုင်မှမသိမိုးကြိုးပြမှမသိကားတယ်မနေ့ကတော့မှကားတိုက်ပြီးနေရောက်သေးပြီနော်လမ်းမှာထုံးစဲမောက်ပြီးသေးရဲ့နော်အဲ့ဒါသားစာမယားစာအများစာကြတော့ကားတိုက်မှမသိမွေးကြိုင်မှမသိမိုးကြိုးပြမှမသိဟာလားအဲ့ဒီလိုနဲ့ရှားတယ်ဗျာအဲ့ဒါကြတော့အာတာပိဝိရိယနဲ့ငါကမတဲ့ငါသားတဲ့မြန်မနာနဲ့မထတာလျုံးလိုက်ရမလားကန်လိုက်ရမလားဟာလားအဲ့ဒီလိုနဲ့သားစာမယားစာကြတော့ဗျာအဲ့ဒီလိုအသက်ကိုသေးပါစေနော်ကိုယ်တက္ကမမလေးလို့ချင်းမရအထိဓာကြီးกว่าဆိုပြီးတော့စိတ်မခေါ်ရဲဘူးလားအဲ့ဒီလိုဖျားတဲ့စကားကိုလေတရားရမယ်ဆိုလို့ရှိရင်စိတ်ခေါ်လိုက်စမ်းပါဖျားသာတို့မခေါ်ဘူးလားအခုတော့ဒုဒ္ဒရမတွေကအများသာတို့ခေါ်တဲ့လုပ်ငန်းကြတော့လေးစားလိုက်ကြတော့ဖျားကြတော့တနေ့ဘယ်နှခါရှိခိုးလို့ဘယ်နှခါတရားကြည့်ပြီလေသိကြရမယ်နော်အဲ့ဒါကြောင့်မလို့ကိုယ်ကင်ထားတာကအပေလေးပါကတ်သုံးပါရက်ပြည့်ရှိပါယံသူမျိုး၅ပါးယံသူမျိုး၅ပါးကိုလွတ်ပြီလားရေမီးမင်းခိုးသူမချင်းမနစ်တော့သူအဲ့ဒါကပညာဟာလားတကယ်တမ်းကျတော့ရေဆိုတာပါလေမီးဆိုတာပါလေဆိုရင်လောကကြီးမှာဒကာကြီးရဲ့ခန္ဓာမှာဟွာရောနော်မီးဆိုတဲ့တေဇောဓာတ်ရေဆိုတဲ့အာဘောဓာတ်ကဲဒုက္ခမတွေအခုချွေးတွေထွက်ပြီးတော့ရေတွေခန်းကြောက်ပြီးတော့အားတွေနေတော့ပလင်းကြီးတွေတွေးမချိတ်ဘူးလားအဲ့တွေးချိတ်တာတွေကရေတွေခန္ဓာကိုယ်လည်းသွင်းတာမဟုတ်ဘူးလားအဲ့ဒါမရှိရင်သိမလားရှင်မလားအဲ့ဒါဆိုလို့ရှိရင်ရေအန္တရာယ်မမြင့်နေဘူးလားရေမရှိရင်ဒုဒ္ဒရမတွေသေပြီနော်မီးဆိုတဲ့ခန္ဓာကိုယ်အပူချိန်ကြလို့အေးကြီးများနေလို့ချင်းအေးကြီးများလို့အပူချိန်များအေးတာလည်းတည်သောပူတာလည်းတည်သောအဲ့ဒီတည်သောတာမရှိရင်တော့ခန္ဓာကိုယ်တည်မလားအဲ့လိုဆိုဒုက္ခရမရေမီးကိုကိုးဝယ်မနေရဘူးလားအဲ့ဒါချုပ်ခဲ့ပါလို့ချင်းဒုက္ခရမတွေစိတ်ဆင်းရဲပြီရေရမီးရမင်းဆိုတာဗာလဲမာနပဲဒီတိတ်ကလေးကငါသွားအောင်မယ်ငါလုံးမယ်ငါစားအောင်မယ်ငါတိုင်အောင်မယ်ငါတရားမကြည့်သေးနောက်ဒီမှာရတဲ့ငါဒီလုံးမလုပ်ဘူးဘာလို့မယ်ငါသဘောငါဆောင်မယ်ဆိုတဏှာငါနဲ့လောကမှာမနေဘူးလားအဲ့ဒါမင်းပဲအဲ့ဒီမင်းကြီးခံနေတဲ့ဒုဒ္ဒရမတွေအပယ်လေးပါလွတ်မလားဩအဲ့ဒီတန်တဲ့ဒုဒ္ဒရမတွေခံနေရတယ်ရေမရှိလို့လည်းမရအောင်မီးမရှိလို့လည်းမရအောင်ရေမီးမင်းခိုးသူဘာတွေခိုးလဲမျက်စိပေါက်နားပေါက်နှာခေါင်းပေါက်ကိုယ်ပေါက်ဒေါရငါးပေါက်ကအမှန်တရားတွေမသိဘဲနဲ့အမှားတွေကိုဆွဲနေတာကအမှားကိုယူအမှားကိုမသိပါဘူးလားအမှန်ကိုဖုံးအုပ်ပြီးတော့အမှားတရားကိုအရှိတင်ပြီးဆွဲနေတယ်တခိုးတွေပဲနော်အမှန်မြင်လိုက်တာကဒုဒ္ဒရမတွေပါလေအခုဦးဇင်းတို့ဒကာဓမ္မတွေကြည့်လိုက်လို့ရှိရင်ခန္ဓာကိုယ်ရအခုနေပြီးတော့ချိုးတွေမထွက်လာဘူးလားချိုးတွေထွက်လာရေတွေမဟုတ်ဘူးလားအဲ့ဒါယောက်ျားမိန်းမတွေလားလူတွေလားရေလားကဲဒုဒ္ဒရမတွေတယောက်နဲ့တယောက်ရေလို့မြင်သလားယောက်ျားမိန်းမလို့မြင်သလားအဲ့ဒါခိုးတာပဲအမှန်ကိုမသိပြအမှားကိုယူတာပဲနော်အဲ့လိုနဲ့ဒုဒ္ဒရမတွေစားတော့လဲထမင်းလို့သိတယ်ထမင်းကိုစားတယ်ဒါစားတဲ့ထမင်းကယောက်ျားမိန်းမပုဂ္ဂိုလ်သားတော်မရှိအဲ့ဒီမရှိတဲ့ဟာကြီးဗိုက်ထဲထဲတဲ့ကတော့ကိုယ့်ကိုလူဖြစ်သွားတယ်ကိုယ့်ကိုတော့ငါသဘောငါဆောင်တယ်ငါစားတယ်အောင်မိတယ်တကယ်တမ်းကျတော့စားရတဲ့ထမင်းမှာယောက်ျားမင်းပုဂ္ဂိုလ်သားတော်ရှိလားမရှိပါဘူးအဲ့ဒီကိုမရှိတော့မရှိမှန်းသိသလားမသိဘူးစားရတဲ့ထမင်းကိုလည်းအဲ့ဒါဇုံစံလို့မရဘူးအဲ့ထမင်းမှာပူသဘောအေးသဘောနှွေးသဘောသိတယ်အဲ့မှာဓာတ်လေးပါလို့သိသလားထမင်းလို့သိသလားအမှန်ကိုမသိဘဲနဲ့အမှားကိုသိကောင်းသောသိလားမကောင်းသောသိလားအေးမကောင်းသောသူမကောင်းနိုင်လို့တာတခိုးဆိုကောင်းတာလို့မကောင်းတာလို့လားအေးအဲ့ဒါကြောင့်ရေမီးမီးကိုသူမချင်းမနေတဲ့တော့သူအခုအိုက်လာတယ်ဗျမအေးချင်ဘူးလားပူလာတဲ့အခါကျရက်တော့မကဘူးလားအဲ့ဒါဘာလို့တာလဲဒီအေးကြီးလို့မချင်းမနေတတ်တာနဲ့ပေါင်းမနေရဘူးလားရေမီးမီးကိုသူမချင်းမနေတော့သူတော့မြင်တော့လဲခုနကတော့အသိပြောပြီးလေအာပိယိပိယိအမြင်ကျင်တာနဲ့မမြင်ကြမမြင်ကြနဲ့မြင်ရတဲ့ခါကျတော့အဲ့ဒါမချင်းမနေတော့သူနဲ့ပေါင်းမနေရဘူးလားကြားတဲ့အတန်ဘောကလည်းကြားခြင်းအောင်မကြားဘဲနဲ့မကြားခြင်းကြားတော့မချင်းမနေတဲ့သူနဲ့မပေါင်းနေရဘူးလားအဲ့လိုနာနဲ့အနံပေါ်မှာလည်းနာညအောင်မနာညမနာညနာရတဲ့ခါမှလည်းမချင်းမနေတဲ့ဒါနဲ့ပေါင်းရတယ်ခန္ဓာကိုယ်နဲ့အတွေ့အကြုံမှာလည်းကိုယ်တွေ့ခြင်းနဲ့အတွေ့အကြုံအတွေ့အထိလေးတွေကိုတွေ့ကြည့်ပြီးနဲ့မတွေ့ခြင်းနဲ့ကျန်တဲ့နာကြီးတွေမလူသားတွေတွေ့ထရတယ်အဲ့လိုကြတော့လေဒုဒ္ဒရမတွေမပေါင်းရင်လည်းပေါင်းပေါင်းရင်လည်းပေါင်းမနေရဘူးလားအဲ့ဒါဒုဒ္ဒရမတွေဓဝရ၅ပေါက်မှာယန္တိမျိုး၅ပါးနဲ့ကျင်းသလားဩဖះရှိမှတောင်းနေမရတော့ဒုဒ္ဒရမတွေပဲလေးပါကသုံးပါရရှိပါယန္တိမျိုး၅ပါးကို
လွတ်အောင်ဘောဓိပက္ခယတရားသုံးခါပါနဲ့ရှင်းမှဒုရကမတွေအပေလေးပါးမှလွတ်မယ်အဲ့လိုမှမကျင့်မဲနဲ့မြတ်စွာဘုရားကြီးသွားပြီးအလကားတောင်းနေနဲ့အာညောင်းနေနော်ဘုရားနာကြီးတွေအဲ့တော့ကိုယ့်ဘက်ကပြန်လျှော့ကြဘုရားကတောင်းလို့ရတဲ့ဘုရားမဟုတ်ဘူးဘုရားကကြင့်ခိုင်းတာဟဲ့ပရိပတ်တိသာသနာဆိုအလကားသာသနာမဟုတ်ကျင့်ရတဲ့သာသနာအလုံးလို့ရတဲ့သာသနာပရိယတ္တိသာသနာဆိုတာကတိတဲ့ပုဂ္ဂိုလ်ကြီးကလေးလံနာယူမှတ်သားတဲ့နိနာနေတရားကြီးခံယူရတဲ့သာသနာအဲ့လိုခံယူပြီးတော့ကိုယ်ကိုယ်တိုင်ကျင့်ပြီးတော့ကိုယ်ကိုယ်တိုင်ဟောဤမှန်ဤပိုင်းခြားမှာပရိဝေဒသာသနာသာသနာ300တည်းရှိတယ်သာသနာ100တည်းမရှိဘူးနော်ဖတ်ရုံမှတ်ရုံနဲ့လေးလာရုံနဲ့မဖြစ်ဘူးကိုယ်တိုင်ကျင့်ရမယ်သာသနာဆိုတာရှိပါလားပြီးကိုယ်တိုင်မှားဤမှန်ဤဟောဤမဟုတ်ဤလို့ဆုံးပြရမယ်သာသနာဆိုတဲ့သာသနာ300တို့မှာကိမင်ကိုပါကိုစစ်သာသနာ300ကိရင်ဒုဒကမတွေမြတ်စွာဘုရားရှိခိုးနေတဲ့ပုဂ္ဂိုလ်မဟုတ်ဘူးလားအပယ်လေးပါးက3ပါးလောဘလို့တောင်းဖို့လိုသေးလားမလိုပါဘူးအဆုံးသောဘဝကိုစောင့်ဖို့လိုသေးလားမလိုပါဘူးအဲ့ဒါဆိုဘုရားရဲ့သားဘုရားရဲ့သမီးတွေဖြစ်ပြီနော်အဲ့တော့ဘုရားကိုပုံမကန်တော့ဘူးအဲ့တော့အပယ်လေးပါးက3ပါးယပိရှိပါယံသူ5ပါးလွတ်ပုံလွတ်နည်းအိမ်မှာနေလွတ်အောင်ရုံးနေနည်းဒကာဓမ္မတွေကြောင်းလာပါဆိုရင်တော့လာနိုင်မှာမဟုတ်ဘူးဦးသိရင်သိပြီးသားပါနော်မအားတာရဲ့မအားတာရဲ့မရှိလို့မဖြစ်တာရဲ့မရှိလို့အဲ့ဒါတွေကတော့ဒကာတော့ထပ်ထပ်ကိုကြမ်းနေပြီအဲ့တော့မအားဘူးဆိုလို့ရှိရင်ဦးသိရင်အိမ်မှာလာကားမထားဘူးနော်ကြောင်းမလာတဲ့ပုဂ္ဂိုလ်အိမ်မှာလိုက်ပြီးတော့ညှင်းစေအောင်နော်အပယ်လေးပါးကလွတ်အောင်ဦးသိကြတယ်ပါမယ်ကဲဒုဒကာမတွေခန္ဓာကိုယ်နှလုံးသွင်းလိုက်ပါမိမိတို့တရားထိုင်တာနေတဲ့ခန္ဓာကိုယ်ကြီးကိုအောင်ပြုပြီးတော့ဦးသိဝိပဿနာဉာဏ်နဲ့အိမ်မှာနေရင်တရားကျင့်လို့ရမယ်ဤစနစ်လေးကိုအဲ့ဒါသတိထားပြီးတော့အောင်ပြုလေနော်အဲ့ဒီတော့မှအဲ့ဒီလိုတရားကိုကိုယ်တိုင်နှလုံးသွင်းလိုက်လို့ရှိရင်ဒုဒကာမတွေအပယ်လေးပါးကိုလွတ်ဖို့လမ်းနေအများကြီးရမယ်မြတ်စွာဘုရားနဲ့သေချာပေါင်းတွေ့ပြီးနိဗ္ဗာန်ရောက်မယ်ဘာလို့လဲဆိုကသဗ္ဗမြတ်စွာဘုရားရှင်လက်ထက်ကပုံနာလင်များနဲ့ကဒိဋ္ဌိတွေဖြစ်တယ်သူတို့တွေပြီးဒိဋ္ဌိဤဝါဒဆိုတော့ဗုဒ္ဓဝါဒနဲ့ဆန့်ကျင်ပြီးတော့နေကြတယ်အဲ့တော့တဏှိသောကသူတို့ခီးတွက်တဲ့အခါမှာဗုဒ္ဓဤဘုရားကျောင်းမြတ်စွာဘုရားရင်းသုံးနေတဲ့သတိသားတန်ဃာတွေနေတဲ့ကျောင်းကိုဘုန်းကျောင်းပေါ့အဲ့ဒီကျောင်းကနေဖြတ်ပြီးတော့ခီးတစ်ခုသွားတဲ့အခါမှာအဲ့ဘောဘုန်းကြီးကတရားဟောတယ်ယုံနံဤအနိစ္စယုံနံဤဒုက္ခယုံနံဤအနတ္တဒီယုတ်ဒီမမြဲဘာကြောင့်မမြဲတဲ့အကြောင်းအဲ့လိုယုံနံရဲ့အနိစ္စဒုက္ခအနတ္တကိုဟောတော့သူတို့လင်မြန်းနေကကြားတော့ဟဲ့ရှင်မကြီးသူတို့ဗုဒ္ဓဘာသာလေယုံနံအိစ္စယုံနံဒုက္ခယုံနံအနတ္တလို့ပြောတယ်ဟာအေးဟုတ်တယ်ကြုံလဲကြားတယ်ဒါယုံနံအိစ္စယုံနံဒုက္ခဆိုဒီယုတ်ကြီးကမမြဲဘူးဟောဟုတ်သားပဲတို့ငယ်သားတွေကြီးလာတယ်တို့စာဝိရတွေပြက်တယ်မြင်မိသားတွေပြက်တယ်ဟုတ်သားပဲသူတို့ပြောတာဟုတ်သားပဲငါတို့ဒီယုတ်ကြီးမြန်ရရင်သွားလာအခုဝန်နေထမ်းစာမစားရင်စားရမယုံခြင်းပဲယူရမယုံခြင်းပဲအဲ့လိုသဘောကြီးကလည်းငါတို့ဆင်းရဲတာအမှန်မှန်ဟုတ်သားပဲသူအဲ့လိုသဘာဝလေးကိုခဏတာလေးဆင်ရင်လိုက်တဲ့ဥစ္စာကဘောဓမမြတ်စွာဘုရားလက်ထက်မှာအဲ့လိုပဲပုံနာလင်များနဲ့လာဖြစ်တယ်လာဖြစ်တဲ့ကမြတ်စွာဘုရားဆုံးခံကြွတဲ့အခါမှာမြတ်စွာဘုရားဒီနေ့တော့ဒီပုလင်များနဲ့ကျွတ်တော်မယ်ဆိုမြတ်စွာဘုရားဆုံးသွားခံတယ်ဆုံးသွားခံတဲ့အခါမှာပုံနာလင်များကထမင်းစားတာလမ်းမဘက်ကိုပုံနီးမကထမင်းလှည့်စားတယ်ပုံနာကြီးကကြောပေးစားတယ်မြတ်စွာဘုရားကဆုံးခံရတယ်ရက်တဲ့အခါမှာပုံနီးမကြီးကပုံနာကြီးမသိအောင်မလောင်းလည်းမလောင်းရင်တော့မရှိဘူးလက်ကပြမေးထိုးပြမရှိဘူးတော့ကောင်းခါပြမြတ်စွာဘုရားလည်းမရဘူးအဲ့ဒါဆိုလက်ခါပြလိုက်မေးထိုးပြလိုက်ကောင်းခါပြလိုက်တော့နေပုံနာကြီးကမြင်တယ်ဟဲ့ဒီကမှာဘလို့ဖြစ်နေပါလဲလှည့်ကြည့်တော့နောက်မှမြတ်စွာဘုရားရက်တော်မူများတွေ့တော့ဩဘောရမတပည့်တော်သိခါမှာဗျာတပည့်တော်တို့စားနေကြအစားတွေပဲရှိတယ်ဗျာအပူမရှိပါဘူးဗျာအဲ့တော့အရှင်ဘုရားကြီးမတန့်ရှင်းတဲ့ကြောင့်အလှမခံမနဲ့ဗျာဆိုစစ်သားတို့တဲ့တရားရှိတဲ့ဆိုစားနေကြတွင်စားလူလဲရတယ်ဆိုတော့ပုံနာကြီးခက်သွားတယ်ကဲအဲ့လိုဆိုရင်လည်းဗျာတပည့်တော်စားနေရမယ်လူပါမယ်ဗျာအဲ့လိုမြတ်စွာဘုရားအိမ်မောကြွဝင်ပြီပါဆိုကြွအဘောလဲကြတော့မြတ်စွာဘုရားကသူတို့ဟာတဲ့အခန့်စကားပြောနေရတယ်ပုံနာကြီးအရှင်ဘုရားတဲ့ယဟန်ဆိုတာဘာကိုခေါ်ပါလဲဗျာတဲ့ဘိက္ခုဆိုတာအဲ့တော့မြတ်စွာဘုရားဘိက္ခုဆိုတာလောဘဒေါသမောဟမာနဤကြောင်းတရားတွေကိုဖြစ်လာတိုင်းတိုက်ဆိုင်တဲ့အခါပြက်သွားတာကိုသတိထားရှိတာလို့တဲ့အဲ့လိုအနိစ္စလက္ခဏာဒုက္ခလက္ခဏာအနတ္တလက္ခဏာပွားလို့ရှိရင်အဲ့ဒီနေပွားနေတဲ့ပုဂ္ဂိုလ်ယဟန်တဲ့အဲ့လိုပွားပြီးတဲ့ပုဂ္ဂိုလ်ယဟန်တာအဲ့တော့ဒုက္ခဓမ္မတွေအနိစ္စဒုက္ခအနတ္တလက္ခဏာဤသုံးပါးကိုပါရမီမြောက်ကံမြောက်ပွားကြည့်အောင်အခုတရားဓမ္မတွေထိုင်တဲ့ခန္ဓာကိုပဂရိတိုင်သူ့ဘောသူပဂရိတိုင်ထိုင်နေတဲ့သဘောငါထိုင်တာမဟုတ်သူ့ဘောသူအသက်လုံးလေးအလိုက်တင်လေးတည်လိုက်ပါအဲ့လိုတည်ပြီးတဲ့ခါကျတော့မိမိတို့ရဲ့ခန္ဓာကိုယ်ကိုသူ့ဘောသူငုတ်တို့ကြီးထိုင်နေတဲ့သဘောလို့ခဏလေးဆွန့်လိုက်ဆွန့်ပြီးတဲ့ခါကျတော့စိတ်ကလေးနဲ့ဉာဏ်ကလေးနဲ့မိမိတို့ရဲ့ထိုင်တဲ့ခန္ဓာကိုယ်လေးကိုပြန်ပြီးတော့အောင်ပြလိုက်ပါအဲ့လိုအောင်ပြလိုက်တဲ့ခါမှာအတွင်းကကံတဲ့သဘောနဲ့အပြင်ကတွန်းဝင်လာတဲ့ဝါယောဤလက္ခဏာကိုရှုလိုက်စမ်းပါနော်အတွင်းကိုတွန်းဝင်လာတဲ့ဝါယောနဲ့အပြင်ကိုကန်ထုတ်လိုက်တဲ့ဝါယောတွန်းလိုက်ကန်လိုက်တွန်းလိုက်ကန်လိုက်တွန်းလိုက်ကန်လိုက်အဲ့လိုဖြစ်နေတဲ့ဝါယောဤတတ္တိဝါယောဤသင်္ခါရလက္ခဏာလေးကိုဉာဏ်နဲ့ကြည့်လိုက်စမ်းပါအဲ့လိုကြည့်လိုက်ပြီးတဲ့အခါမှာဒုက္ခဓမ္မတွေ
သူ့ဘာသူအလိုလိုတွန်းလိုက်တွန်းပြီးရဲ့အဆုံးမှာကန်တက်ကလေးပြန်ပေါ်ပြီးပြန်ဆောင်တွန်းရလိမ့်မယ်တွန်းပြီးတဲ့အခါကျတော့တွန်းမှုရဲ့လေအဆုံးမှာပြင်ဝါယောဓာတ်ကပြန်တွန်းပြီးတော့ကန်ပြီးတော့ပြန်ဝင်လာလိမ့်မယ်အဲ့လိုတွန်းသဘောကန်သဘောဝါယောလက္ခဏာလေးကိုမြင်အောင်ဉာဏ်နဲ့ခဏကြည့်လိုက်ပါအဲ့လိုကြည့်လိုက်တဲ့အခါမှာနောက်တစ်ခါထပ်ပြီးသတိထားလိုက်ပါတွန်းဝင်လာတဲ့လေဒီအေးသဘောရှိလာပြီးတော့ကန်ထွက်သွားတဲ့လေဒီနှွေးသဘောလည်းပေါ်လာလိမ့်မယ်အဲ့လိုအေးသဘောတစ်လက်နှွေးသဘောတစ်လက်တွန်းသဘောတစ်လက်ကန်သဘောတစ်လက်ကန်သဘောလေးမှာနှွေးသဘောပါပြီးတော့တွန်းဝင်လာတဲ့လေမှာအေးသဘောပါမယ်အဲ့ဒါလေးကိုဉာဏ်နဲ့ဆင်ခြင်ကြည့်အောင်တွန်းဝင်လာတဲ့တွန်းတဲ့တတ္တိဒီငါဖန်တီးတာလားငါသဘောလားငါလားသူ့သဘောသူဆောင်လာလားအဲ့ဒါကိုဉာဏ်လေးနဲ့ကြည့်ပါနော်ဖြေပါဖြေအဲ့တော့မှကာယကံဝစီကံမနောကံမြောက်သဘောလေးတာကြည့်ဥသိရှိမှဒါပရိယတ္တိသာသနာလေးလာသိယူမှတ်သားလိုက်တာဒီနည်းဒီဟန်မြကျင်းလို့ရှိရင်ဘုရားလေးပြောလို့နီးရပြီဆိုပြီးတော့နီးပေးလမ်းညွှန်လို့တာနီးသင်္นานတက်တာအဲ့ဒါပရိယတ္တိသာသနာခေါ်တယ်အဲ့တော့ဥသိရမေးမယ်တွန်းဝင်လာတဲ့လေဒီကိုယ့်ဘက်ကိုဖန်တီးတာလားသူ့သဘောသူဆောင်လာလားတွန်းမှုရဲ့အဆုံးမှာကံမှုပေါ်လာတာလေငါကံထုတ်တာလားသူ့သဘောသူဆောင်လာလားအဲ့လိုဆိုဒုဒ္ဓရမတွေအတ္တသဘောလားအနတ္တသဘောလားငါလုံနေတာလားသူ့သဘောသူဆောင်နေရလားအပြင်းလေးအေးတဲ့လေဝင်လာပြီးတော့အတွင်းလေးနှွေးတဲ့လေထွက်အောင်ငါလောက်တာလားသူ့သဘောသူဆောင်တာလားအဲ့လိုဆိုအတ္တခန္ဓာကိုယ်လားအနတ္တခန္ဓာကိုယ်လားဩဒုဒ္ဓရမတွေအနတ္တအဲ့တော့အတ္တဆိုတာမရှိကြောင်းဘုရားကဟောတာတော့အတ္တမရှိကြောင်းအနတ္တသာလင်ဖြစ်ကြောင်းဦးဇင်းကအဲ့ဒါညွှန်ကြားပြီးဟောသွားမယ်နောက်ကညံနေတာကတ်လိုက်ပြီးတော့လာခဲ့အိမ်ကြမှာအကျယ်ချက်ချင်းအဲ့လိုဆိုရင်တွန်းသဘောကိုဖြစ်ပြီးပြတ်သွားအောင်ကံသဘောဖြစ်ပြီးပြတ်သွားအောင်မိမိကပိုင်းခြားတာလားသူ့ဘာသူပိုင်းခြားပြီးဖြစ်ပြက်နေတာလားအဲ့ဒီတော့ငါသဘောလို့ထင်လို့ရှိရင်ဝင်လာတဲ့လေကိုမထွက်အောင်ထွက်တဲ့လေကိုမဝင်အောင်ဆိုပြီးရပ်ထားလိုက်ဆန်းရမလားငါသဘောလားအနတ္တသဘောလားငါသဘောငါယုတ်ကြီးဆိုငါလုံးတယ်လို့မရဘူးလားမဟုတ်လေငါသဘောငါလုံးကိုယ်ဆိုရင်ငါသဘောရမယ်ဗောအခုဆိုငါလုံးငါသဘောမရဘူးဆိုရင်အတ္တသဘောထင်ရှားသလားအနတ္တသဘောထင်ရှားသလားအဲ့လိုဆိုရင်အတ္တဆိုတာရှိသလားအနတ္တဆိုတာအမှန်မရှိဘူးလားဒုဒ္ဓဂရမတွေအနတ္တဝါယောသင်္ခါရလက္ခဏာအနိစ္စမမြင်သွားဘူးလားမမြင်တဲ့သဘောလေးမြင်သွားပြီသူ့သဘောသူဆောင်နေပါတယ်ဖျားဆိုတာအနတ္တမဟုတ်ဘူးလားအဲ့လိုဆိုအနတ္တလက္ခဏာကိုမထင်ရှားသွားဘူးလားအဲ့တော့ဒုဒ္ဓဂရမတွေခန္ဓာကိုယ်သည်အနိစ္စသင်္ခါရအနတ္တသင်္ခါရဤရုပ်တရားနဲ့တည်ဆောက်ထားတဲ့ခန္ဓာကိုယ်ကြီးမဟုတ်ဘူးလားတွန်းသဘောလေးကံသဘောလေးမှာယောက်ျားမိန်းမပုဂ္ဂိုလ်တ attva ပါလားအေးသဘောမှာရောနှွေးသဘောမှာရောယောက်ျားမိန်းမပုဂ္ဂိုလ်တ attva ပါလားအဲ့လိုဆိုရင်တို့တကဓမ္မတွေတကားလို့ပြောနေတဲ့ပုဂ္ဂိုလ်တွေခိုးတွေငှက်တွေကြက်တွေလည်းမရှိုက်နေဘူးလားဝါယောဤသင်္ခါရလက္ခဏာရင်မတူဘူးလားအဲ့လိုယောက်ျားမိန်းမပုဂ္ဂိုလ်တ attva ခွေးငှက်ကြက်ဝက်ဆိုတာရှိသလားအဲ့လိုတို့တကဓမ္မတွေတတ္တလောကဆိုတာရှိသေးလားအတ္တဆိုတာရှိသေးလားအဲ့လိုဆိုဒုဒ္ဓရမတွေတတ္တလောကဆိုတဲ့တတ္တဝါဆိုတာရှာလို့ရသလားအဲ့ဆိုရင်တတ္တဝါမရှိရင်တတ္တလောကလွတ်မသွားဘူးလားအဲ့လိုဒုဒ္ဓရမတွေဝါယောဤတွန်းသဘောကံသဘောအေးသဘောနှွေးသဘောပြောင်းလဲတာဒီငါပြောင်းလဲတာမဟုတ်သူ့သဘောသူပြောင်းတယ်လို့အမှန်မြင်သွားတာသမာဓိဋ္ဌိဉာဏ်မဟုတ်ဘူးလားအဲ့လိုအမှန်မြင်အောင်သမာတတိကစိုက်ရှုပြီးတော့သမာဝါယမနဲ့ဝင်နိုင်သည်ထွက်တိုင်းသည်တွန်းနိုင်သည်ကံနိုင်သည်အေးတိုင်းသည်နှွေးတိုင်းသည်အဲ့လိုတိတိသွားအောင်တတိလေးကတုတ်ချီကြတာသမာဝါယမစိုက်ထူလိုက်တာမဟုတ်ဘူးလားအဲ့ဒီလိုဝင်တိုင်းသည်ထွက်တိုင်းသည်အေးတိုင်းသည်နှွေးတိုင်းသည်တွန်းတိုင်းသည်ကံတိုင်းသည်ကိုမပြတ်ဖြစ်ပေါ်တိုင်းစောင့်မြင်အောင်လိုက်ရောတဖြောင်းနဲ့တီးမသွားဘူးလားအဲ့ဒါဆိုလို့ရှိရင်ဒုဒ္ဓရမတွေသမာသမာဓိဆိုတဲ့မဂ္ဂင်7ပါးမရပါဘူးလားအဲ့တော့တွန်းသဘောကံသဘောတွေငါမဟုတ်ငါယုံမဟုတ်ယောက်ျားမဟုတ်မိန်းမမဟုတ်ဆိုတော့သမာဓိဉာဏ်မပေါ်သွားဘူးလားအဲ့ဒီဆိုဒုဒ္ဓရမတွေယောက်ျားမိန်းမပုဂ္ဂိုလ်တ attva ရဲ့လို့ရှိတဲ့အယူရှိသေးလားမရှိလို့ရှိရင်ပုဂ္ဂိုလ်တ attva ဆိုတဲ့အပြောလို့ရအောင်မလားပုဂ္ဂိုလ်တ attva ရဲ့လို့ကြံစီလို့ရအောင်မလားအဲ့လိုဝါယောဤသင်္ခါရအနိစ္စဤဖြစ်ပြလက္ခဏာဝါယောသင်္ခါရဤအနတ္တဤအစိုးမြတဲ့လက္ခဏာအဲ့ဒီသဘောကိုတိတိနေတဲ့စိတ်ကလေးတီးနေတဲ့အသက်ကလေးဟာအဲ့ဒါသမာအာဇီဝမဟုတ်ဘူးလားအဲ့လိုမဟုတ်ဘဲနဲ့ငါရှုတယ်ငါရှိုက်တယ်ဆိုရင်မိစ္ဆာအာဇီဝဖြစ်မသွားဘူးလားငါရှုတယ်ငါရှိုက်တယ်ဆိုမိစ္ဆာဒိဋ္ဌိအမြင်ငါသဘောငါယောက်ျားမိန်းမလေဆိုလို့ရှိရင်အဲ့လိုပြောကြမယ်အဲ့ဒီပုံမှာယောက်ျားမိန်းမရေလို့ကြံကြမယ်ယောက်ျားမိန်းမရေလို့အလုံးလုံးကြမယ်အခုတော့သမာဝါယမသမာဓိအလုံးလုံးနေကြပြီအဲ့လိုဆိုဒုဒ္ဓကမတွေသမာဓိဋ္ဌိဆိုတဲ့မဂ္ဂင်7ပါးမရသွားဘူးလားအဲ့လိုဆိုဝါယောဤလက္ခဏာတွန်းသဘောကံသဘောပေါ်နေသမာဓိဋ္ဌိလက္ခဏာဉာဏ်ပိုင်မသွားဘူးလားအဲ့လိုဆိုအိမ်မာနေရောမမြင်နိုင်ဘူးလားအဲ့လိုဆိုဒုဒ္ဓကမတွေကြောင်းမလာလဲရတယ်အိမ်မာနေလည်းကျင့်ကြအာမပေးဘူးဒီဘုရားနော်လက္ခဏာရှိဖို့ရှိနေထင်ရှားသွားပြီလားအဲ့ဒါဝါယောဤလက္ခဏာကဲအဲ့လိုဆိုဒုဒ္ဓကမတွေ
တွန်းသဘောကံသဘောအမှန်မြင်သွားတော့ငါမဟုတ်ဆိုတော့ငါမရှိလို့ရှိရင်ပုဂ္ဂိုလ်တ attva ဆွဲတာရှိသေးလားပုဂ္ဂိုလ်တ attva ဆွဲတယ်မရှိရင်ပုဂ္ဂိုလ်ပေါ်မှာပုဂ္ဂိုလ်ရှိမှသမုဒိယရှိမှနော်ပုဂ္ဂိုလ်တ attva ရှိမှအဖေရှိမှအမေရှိမှသားရှိမှသမက်ရှိမှချွေးမရှိမှအကိုရှိမှဘာကြီးဘာတွေရှိမှသမုဒိယရှိတာအခုဆိုပုဂ္ဂိုလ်တ attva မရှိတော့ပုဂ္ဂိုလ်တ attva မရှိတော့တွဲစရာစိတ်ကလေးရှိသေးလားမရှိပါဘူးအဲ့လိုဒုဒ္ဒရမတွေသမုဒိယသစ္စာချုပ်မသွားဘူးလားအမှန်သိလိုက်တဲ့ဝါယောသင်္ခါရတွန်းသဘောကံသဘောငါမို့အနတ္တဝါယောယုတ်ဆိုဒိဋ္ဌိပြုတ်မသွားဘူးလားအဲ့ဒါဆိုဒိဋ္ဌိပြုတ်သွားတော့ဒိဋ္ဌိလည်းချုပ်သွားပြီအမှန်မြင်လိုက်တော့သမုဒိယလည်းချုပ်သွားပြီအဲ့တော့ငါယုတ်ကြီးမရှိတော့ငါမိတော့တွေ့တာချင်းနဲ့တဏှာရှိဦးမလားငါယုတ်ကြီးငါရှုနေတယ်ငါရှိုက်တယ်ဆိုတဲ့ဥပဒံအစွဲလန်းရှိဦးမလားအဲ့လိုဒုရကဓမ္မတွေဒိဋ္ဌိတဏှာဥပဒံဆိုတာရှိသေးလားအဲ့လိုဆိုပရိစ္ဆသမုပ္ပါပြတ်မသွားဘူးလားဒိဋ္ဌိတဏှာဥပဒံမရှိလို့ရှိရင်ဥပဒနာပစ္စယဘဝဆိုဥပဒံချုပ်သွားရင်ဘဝဟောတည်ဦးမလားဘဝတည်ဦးမလားဒိဋ္ဌိတဏဥပဒံမရှိဘဝမရှိဇာတိမရှိဇာတိမရှိသရမဏေသောကပရိဒေဝသတ္တမမရှိဦးမလားအဲ့ဒီဆိုဝါယောသင်္ခါရဤအနေစာဝါယောသင်္ခါရဤအနတ္တလက္ခဏာကိုသမာဓိသမာယမသမာသမာဓိနဲ့စိုက်ယူတဲ့တခါဒုရဓမ္မတွေပရိစ္ဆသမုပ္ပါပြည့်ပြီးတော့လောကသမဘုံသုံးမလွတ်မသွားဘူးလားအဲ့တော့အိမ်မာနေဘုံသုံးမလွတ်တဲ့နည်းတွေရပြီလားဟောအဲ့ဒါကဝါယောဤတတ်တလုံးဤပရိစ္ဆသမုပ္ပါလေဘုံနဲ့ပြတ်ပေါ့ကဲအိမ်မာနေလည်းလေအမှန်သမာဓိသမာဝါယမသမာသမာဓိမရှိလို့ရှိရင်ပရိစ္ဆသမုပ္ပါလဲနေမှာပဲနော်သမာဓိသမာဝါယမကိုသိကြစိုက်ယူလို့ရှိရင်ဒုရဓမ္မတွေချီးပြီးငါးပြီးမှအတိုးပေးပြီးမှရှူရမှာလားအတိုးငါးချီးပြီးတော့အသက်လွတ်ကောင်းရှူမရဘူးလားဟောလောကမှာတော့ဟာကားမရှိလို့တိုင်မရှိလို့ငါစီးပွားရေးတော့လုပ်ချင်နေငါငွေတိုးမတတ်နိုင်လို့ချီးမဲ့လို့မရှိလို့ဆိုမလုပ်အောင်ဆိုထားအခုကဝါယောသင်္ခါရအနိစ္စအနတ္တလက္ခဏာကိုချီးငါပြီးရှုလို့လိုသေးလားဩအဲ့လိုဆိုတို့တရားကဘာမှန်းရင်းနှီးစိုက်ထုတ်ဖို့လိုသလဲနေရာရှာဖို့လိုသလားတော်ရဲသွားဖို့လိုသလားအိမ်မနေမရဘူးလားအေးရမှန်းသိရတဲ့နဲ့မလောက်တာအဲ့ဒါလူမိုင်းလို့မှတ်ထားမြတ်စွာဘုရားကဘာလဲနံအာတိဝနာသဘာလဲနံပဏိဒာနိသသေဝနာဘူဇာသဘူဇာနေနဲ့ဣတံမင်္ဂလာမုတ်တမအာတိဝနာသဘာလဲနံလူမိုက်သိသိကြီးနဲ့နီလန်းကြီးနဲ့သိတယ်သတ္တဗာမိချုပ်ဟာလော့ရနိဗ္ဗာန်သွားမယ်လမ်းကြောင်းကြီးနဲ့သိရသားနဲ့မလုတဲ့ဘက်ကလူလိမ္မာလားလူမိုက်လားအေးကိုယ့်ကိုအိမ်ကြရင်မင်းငါတတိလွတ်သွားပြီဆိုငါလူမကြီးလို့မှတ်ထားမှတ်မိပြီလားမှတ်သွားပြီအဲ့ဒါကြောင့်မမိုက်ကြနဲ့ပန္တိတာနပညာရှိတို့နဲ့ယာပူဇာသအကျင့်ပူဇော်ခြင်းတွေတော့ဘာပညာရှိမလဲတတိပညာဉာဏ်မြည်ကြတော့ရှိကတတိဥဆောင်ရင်နောက်ကဉာဏ်ပညာမပေါ်ဘူးလားဥမာတကကြီးကဥစဉ်တို့မှောင်နေသွားတဲ့အခါမှာမှောင်နေပြီလူဒီအသိဉာဏ်ရှိတယ်ဉာဏ်တွေ့ရဖို့ဆုံးဖြတ်တတ်တယ်မိုင်းအဲ့လိုဆုံးဖြတ်တတ်တဲ့ဉာဏ်ရှိတယ်မှောင်နေသွားနေတဲ့လူတယောက်ကလမ်းပြောက်လားလမ်းကောက်လားလို့ဆုံးဖြတ်နိုင်တဲ့ဉာဏ်ရှိပါမလားအဲ့တော့လက်ရင်းတံမီးထိုးကြည့်တော့ဉာဏ်မပေါ်လာဘူးလားအဲ့တော့လက်ရင်းတံမီးမရှိဘူးနဲ့အမှောင်ထဲမှာအမှားအမှန်ကိုဆုံးဖြတ်နိုင်တဲ့ဉာဏ်ပေါ်ပါမလားအဲ့လိုဆိုတမာတတိတိဟူသောလက်ရင်းတံမီးနဲ့နာယုံကိုထိုးပြလိုက်တဲ့အခါမှာဉာဏ်ဒီမပေါ်လာဘူးလားအေးအဲ့ဒါပန္တိဒါနပညာရှိတို့နဲ့ယာပူဇာသအကျင့်ပူဇော်ခြင်းဒီလည်းကောင်းနော်အဲ့တော့ပူဇော်တိုက်တော်သူကိုပူဇော်တတ်သွားပြီလားအေးအဲ့ဒါမင်္ဂလာရှိသွားပြီအဲ့ဒါမင်္ဂလာရှိတဲ့အိမ်ပဲမင်္ဂလာဆောင်ရမလို့ဘူးအာဝါဟဝိဝါလောက်တာကတစ်မျိုးအဲ့ဒါကလောကီမင်္ဂလာတန်ត្រာလယ်မဲ့မျိုးပွားတဲ့မင်္ဂလာအခုကမျိုးတုံးမဲ့မင်္ဂလာမဟုတ်ဘူးလားဘဝဇတ်သုံးပြီးမျိုးတုံးမဲ့မင်္ဂလာဒုက္ခခန္ဓာခဏရှိနေမယ်ဆိုဒုက္ခတွေမျိုးပွားမနေဘူးလားအေးအခုဥစားကဒုက္ခမျိုးသုံးတဲ့မင်္ဂလာရှိတဲ့အလုံးအိမ်မနေနဲ့မင်္ဂလာယူလိုက်ပါနော်လောကမင်္ဂလာကတော့ဟာအာဝါဝိဟာနဲ့ကြာကြာနာနာမင်္ဂလာဆောင်လိုက်ကြတာမကြောက်ပြဿနာတက်ပါထားရရောမင်္ဂလာရှိသေးလားကျက်တိမင်္ဂလာတော့မကျေနပ်ပါဘူးလေဦးဇင်းကတော့ကိုမသိဘူးနဲ့မြင်တွေ့နေရတော့ပြောတတ်ကိုတော့အိုက်တယ်ဦးဇင်းတော့အိုက်တယ်မပါဘူးဟာချစ်တဲ့ထောင်းကားတွေဘယ်ရောမူးရောမရနဲ့ကုံနဲ့တူပါလေမကြည့်တော့ဘူးအဲ့တော့မင်္ဂလာကုံအဲ့ဒါအမင်္ဂလာအိမ်ကြီးဖြစ်သွားတယ်မင်္ဂလာဆောင်တယ်ဆိုမင်္ဂလာယနေ့မင်္ဂလာဆောင်တယ်နောက်နေ့လည်းမင်္ဂလာရှိရမယ်နောက်နေ့လည်းမင်္ဂလာကိုရဲနာတဲ့သေတဲ့ထိမင်္ဂလာမရှိရဘူးလားအဲ့တော့မှမင်္ဂလာဆောင်တယ်ခုကမင်္ဂလာတနည်းပဲဆောင်ကျန်တဲ့နေ့အမင်္ဂလာတွေဖြစ်ကောကျူးရဘလောက်တက်ပြီးသူ့ဘက်ကဘလောက်ပါတယ်အမေကဘလောက်ပြီးအာပြဿနာကိုတက်ပြီးတော့ဖြစ်ကြအဲ့ဒါအမင်္ဂလာဖြစ်တော့အခုကဒုတော်မတွေတရှုတချိုက်မှမင်္ဂလာမရှိပါဘူးလားသာသနာ့ဝင်မခံဘူးလားအေးအဲ့ဒါဘုရားရှိခိုးသွားဆုမတောင်းနဲ့ကြောနဲ့မတောင်းနဲ့ဖျောင်းနိုင်ဖို့ဆုံးဖို့ရေချမ်းဖို့အမွှေးတိုင်ဖို့မကော်ဘူးနော်အဲ့ဒါဘုရားကသိကြိုက်တာပဲအဲ့ဒီလိုဘုရားကြိုက်တဲ့အလုပ်ကိုလုပ်ပါအဲ့ဒါကတွန်းသဘောကံသဘောဆိုရင်ဝါရောနော်အဲ့တော့ဦးစင်းလက်ကဒီမှာကိုးလိုက်မယ်ဆန်းလိုက်မယ်တွန်းနာကံနာမဟုတ်ဘူးလားတွန်းလိုက်တာငါကံတွန်းတာလားဝါရောတွန်းတာလားပြန်ကန်လိုက်တာကငါတွန်းတာလားဝါရောတွန်းတာလား
တွန်းနာကန္နာသည်ယောက်ျားမင်းမပုဂ္ဂိုလ်သတ္တဝါရှိလားမရှိပါဘူးအဲ့လိုဆိုငါသဘောငါတွန်းတယ်ဆိုလို့ရှိရင်အဲ့လက်တစ်ဖက်လေဖြတ်သွားတာငါပွေးလို့ဆန်းလို့ရသေးလားအဲ့လိုဆိုရင်ငါတွန်းငါကန္နာလားဝါယောဂပထဝီတွန်းတာလားအဲ့ဒီလိုဆိုရင်ဝါယောဂပထဝီတွန်းတာရွာရောနဲ့ပထဝီဒီယောက်ျားမင်းမပုဂ္ဂိုလ်သတ္တဝါရှိလားငါရှိသလားဝါယောမရှိလို့ရှိရင်ဒီလက်ကြီးတွန်းမရတော့ဆိုအတ္တသဘောလားအနတ္တသဘောလားအဲ့တော့ဒုဒကဓမ္မတွေရဲ့တွန်းသဘောကံသဘောလက်လွဲတယ်ကိုယ်တယ်ဆန်းတယ်ယူတယ်အဲ့ဒါတွေကငါလုံနေတာလားဝါယောဂပထဝီကိုတွန်းနေတာလားပုဂ္ဂိုလ်တ attva ချုပ်မသွားဘူးလားအေးအဲ့ဒါဆိုလို့ရှိရင်ကဲကိုယ်လိမ့်မယ်ဆန်းလိမ့်မယ်ထိုင်လိမ့်မယ်ထားလိမ့်မယ်သွားတယ်လှမ်းတယ်ကြွတယ်လှမ်းတယ်ကြွတယ်မသွားနိုင်ဘူးလားလှမ်းတယ်ကြွတယ်လို့မှတ်နေကြတဲ့တွန်းသဘောဝါယောဂပထဝီတွန်းတယ်ဝါယောဂပထဝီကိုကန်တယ်မတယ်ဆိုတာဝါယောဂပထဝီတွန်းလိုက်တယ်ချတယ်ဆိုဝါယောဂပထဝီကန်တယ်ဝါယောဤလက္ခဏာရုပ်တရားလို့ရုပ်သင်္ခါရလို့ပြီးသွားလို့ရှိရင်လှမ်းနဲ့ကြွတယ်မှတ်ဖို့လိုသေးလားလှမ်းတာပညာကြွတာပညာခြေထောက်ပညာမြေကြီးပညာအခုကလှမ်းသူမရှိကြွသူမရှိဝါယောကပထဝီတွန်းနေတာပဲရှိဆိုတော့ဒိဋ္ဌိပြုတ်မသွားဘူးလားအဲ့လိုဆိုရင်ဝါယောသင်္ခါရတရားသည်မြဲတဲ့သဘောရှိလားမမြဲတဲ့သဘောရှိလားအဲ့တော့ဒုဒကဓမ္မတွေဝါယောသင်္ခါရဤလမ်းလျှောက်တော့လဲဝါယောသင်္ခါရဤဝါယောဤတွန်းသဘောကံသဘောထိုင်တော့လဲဝါယောဤပထဝီကိုတွန်းတဲ့သဘောကံတဲ့သဘောကိုယ်တော့လဲဝါယောဤပထဝီကိုတွန်းတဲ့သဘောကံတဲ့သဘောပထဝီဆိုတာမရှိခြေထောက်မရှိလက်မရှိကိုယ်မရှိဝါယောကပထဝီကိုတွန်းတာကံတာပဲရှိဆိုဒကာဓမ္မတွေလှုပ်တိုင်းတွန်းတိုင်းကံတိုင်းထားတိုင်းထိုင်တိုင်းကိုယ်တိုင်းဆန်တိုင်းလှမ်းတိုင်းကြွတိုင်းပေးတိုင်းယူတိုင်းဟာငါလှုပ်တာလားဝါယောကပထဝီတွန်းတာလားဩအဲ့လိုဆိုယောက်ျားမင်းကပုဂ္ဂိုလ်သတ္တဝါချုပ်မသွားဘူးလားဩအဲ့ဒါအိမ်မနေရင်လည်းကျင့်လို့ရပါတယ်ဒုရကမာတွေလမ်းမလျှောက်ပဲနေလို့မရလားအဲ့လိုဆိုလမ်းလျှောက်တာအာလဝတွေယူစည်းပြီးမိစတစ်ပါးနဲ့လျှောက်မလားဒိဋ္ဌိဖြုတ်ပြီးလျှောက်မလားဒိဋ္ဌိဖြုတ်ပြီးလျှောက်လဲလမ်းလျှောက်မှာပဲဒီကိစ္စသွားမှာပဲနော်အာလဝတွေယူစည်းပြီးတော့မသွားဘူးလားသွားတိုင်းတူတူဦးစင်းတို့ကသာသနာကိန်းပြီးတော့နော်တရားနဲ့သွားရင်မရဘူးလားဩအဲ့လိုဆိုရင်ဝါယောကပထဝီတွန်းတာဒုရကမာတွေပြီးသွားပြီအဲ့လိုဆိုလို့ရှိရင်တွန်းသဘောကံသဘောဝါယောဒီပထဝီကိုတွန်းတယ်တွန်းတိုင်းဟာတည်နေလားပြက်သွားသလားအဲ့ဆိုဝါယောဤသင်္ခါရအိဋ္ဌလက္ခဏာထင်ရှားသွားဘူးလားအဲ့တော့သဗ္ဗေသင်္ခါရအိဋ္ဌသဗ္ဗေသင်္ခါရဝါယောအိဋ္ဌမထင်ရှားဘူးလားထင်ရှားသွားပြီအဲ့လိုဆိုရင်ငါတွန်းနဲ့ငါကန်နဲ့ငါလန်းနဲ့ငါကြွတယ်ငါကိုွေးတယ်ငါဆန်းတယ်ဆိုတဲ့ဒိဋ္ဌိရှိသေးလားအဲ့ဆိုဒိဋ္ဌိပြုတ်မသွားဘူးလားငါတွန်းတာမဟုတ်ဝါယောကပထဝီတွန်းတာဆိုအမှန်သိသွားတဲ့ဝိဇ္ဇာဉာဏ်မရဘူးလားဝိဇ္ဇာဉာဏ်ရတော့အဝိဇ္ဇာချုပ်မသွားဘူးလားပရိစ္ဆသမုပ္ပါခေါင်းမပြုတ်သွားဘူးလားပြုတ်သွားတယ်ဆိုပုဂ္ဂိုလ်သတ္တဝါရှိသေးလားမရှိလို့ရှိရင်ငါလန်းနဲ့ငါကြွတယ်ငါလန်းတာမှငါလန်းတာငါကြွတာမှငါကြွတာလို့အစွဲဥပါဒံရှိသေးလားအဲ့လိုဆိုဥပါဒံရှိမရှိလို့ဥပါဒံမချုပ်သွားဘူးလားငါလန်းသူမရှိငါမရှိခြေထောက်မရှိကိုယ်မရှိလို့ရှိရင်ပုဂ္ဂိုလ်သတ္တဝါမရှိတဏှာသမုဒိယတွေ့ဖို့လိုသေးလားတဏှာမရှိသမုဒိယမရှိဒိဋ္ဌိမရှိဥပါဒံမရှိဒုက္ခမတွေဘဝဇာတိဇရာမရဏသောကပတိတဝါမင်းချုပ်မသွားဘူးလားပရိစ္ဆသမုပ္ပါပြတ်သွားပြန်ပြီဗျာလမ်းတော့လဲပရိစ္ဆသမုပ္ပါပြတ်သွားပြီဝါယောသင်္ခါရအိဋ္ဌလက္ခဏာအနတ္တလက္ခဏာကြွတော့လဲဝါယောသင်္ခါရအိဋ္ဌလက္ခဏာအနတ္တလက္ခဏာကိုယ်တော့လဲဝါယောသင်္ခါရအိဋ္ဌလက္ခဏာအနတ္တလက္ခဏာအဲ့ဒီလိုအဖြစ်ကိုယ်တိုင်းဆန်တိုင်းမှာဝါယောသင်္ခါရပထဝီကိုတွန်းလိုက်တယ်ဝါယောကပထဝီကိုတွန်းတယ်လို့အနတ္တသဘောအနိစ္စသဘောလို့ဉာဏ်နဲ့သိသွားရင်တပ္ပိဓမ္မအနတ္တယတာပညာပတ္တိအထာနိဗ္ဗိနတိဒုက္ခိဧတမေကောဝိသုဒ္ဓိယဆိုတော့ဝါယောသင်္ခါရရဲ့အနိစ္စအနတ္တလက္ခဏာတဘာဝရုပ်တရားကိုအမှန်ဝိပဿနာဉာဏ်နဲ့ဝိဇ္ဇာဉာဏ်သိတဲ့ဒုဒ္ဓဓမ္မတွေသတ္တဗာမိမချုပ်သွားဘူးလားအဲ့လိုဆိုဒုဒ္ဓဓမ္မတွေသတ္တဗာမိချုပ်ရအေးရဖြစ်သောနိဗ္ဗာန်ကိုအဆုံးစုံသောဘဝစောင့်ဖို့လိုသေးလားအေးနောက်ထပ်သွားမဆောင်နဲ့ဘုရားနာကြီးတွေနော်သွားမဆောင်နဲ့တော့သွားမတောင်းနဲ့တော့အဆုံးစုံတာဘလောက်ဆုံးမှလည်းမသိဘူးအစမဘလောက်ကြာမှကဘာပေါင်းဘလောက်ကြာမှမသိအောင်ဆုံးတဲ့ဟာကြီးမျောမနေနဲ့တော့အမေကျော်ဒွေးတော်လုံးပြီးတော့နောက်ဖျားလဲစောင့်နေတော့ဒီဖျားသာသနာမှာဂေါတမဖျားဆိုတာဖေးရင်းမရှိဘူးလားဘာဖြစ်လို့ပထွေးတွေမျောမနေနဲ့အမလီအရိမတရားဖျားမှာစီမီ9တိုင်ကြာ9ခိုင်နဲ့ရှေ့ဆုံးရတယ်ကိုကဘာလို့ထားလို့လဲရှေ့ဆုံးရောက်မှာဟမ်ကိုကဘာမှမလုပ်တာပဲတောင်းလို့ရှေ့ဆုံးကလူတွေအောက်နောက်ကောင်မနေဘူးရှေ့ဆုံးကလည်းပေါ်ချောင်ကောင်တောင်းလိုက်တာအလကားတက်ဖျားအာနာကိုကောင်းအခုဆိုတို့ဒီဖျားဂေါတမဖျားနဲ့အမိလိုက်လို့မရဘူးလားအဲ့လိုဆိုရင်နောက်ဖျားမအားမကုန်နဲ့တော့လေဒီဖျားအာနာဖို့ကောင်းတယ်ကဲတို့တော့ရတဲ့ဖျားတွေမှာဖျားဦးသွားတယ်ဆိုပြီးတော့ထွက်မဟေးဆိုနံပါတ်1ဘုရုကြောပေးသွားလဲအဲ့ဒီလိုပဲနော်တို့တယ်မာတွေကအဲ့ဒီလိုဝါဒမျိုးတွေနော်ပယ်ကြတော့နော်အခုနောက်ဖျားမမျောနဲ့ဒီဖျားအာနာဖို့ကောင်းတယ်နောက်ဖျားမျောတယ်ဆိုတာဒီဖျားမရှိရင်ထားပါတော့အခုကဒီဖျားမရှိလို့လားဖျားရှိနေတယ်ရှိနေတော့ဖျားရှိတော့ဖျားတရားဟောပြီအခုဦးဇင်းတော့ဖျားကိုယ်စားဟောပြီဆိုတော့နိဒံဒေတိတွေမရဘူးလား
အဲ့လိုဆိုလို့ချင်းဒုက္ခမတွေဘာအားငယ်ကြလို့လဲအိမ်မနေရောတရားကျင့်လို့မရဘူးလားကဲသမင်းစားပြီတဲ့စားတဲ့သမင်းမှာကန်ကြီးတန်းမျက်စိမိတ်တော့မျက်စိဖုံးကြည့်တော့ဖြူတဲ့အဆင်းမတွေ့ဘူးလားဟုတ်ပြီမျက်စိမိတ်လိုက်မယ်ဗျာသဘောအပြင်လက်နဲ့ကြိုင်လိုက်မယ်ကြော့သဘောမှာသဘောမတွေ့ဘူးလားအေးသဘောနှွေးသဘောမသိဘူးလားဖြူသဘောတွေ့သေးလားမတွေ့မျက်စိမိတ်တော့မတွေ့ဘူးအဲ့လိုဆိုရင်ဒုဒကမတွေလက်နဲ့တွေးကြည့်ရတဲ့သမင်းဆိုတဲ့သဘောတရားသည်အေးသဘောမာသဘောပြော့သဘောပူသဘောအေးသဘောနှွေးသဘောမသိဘူးလားအဲ့လိုဆိုဒုဒကမတွေအေးသဘောမာသဘောပြော့သဘောသည်အမှန်ရှိသလားသမင်းရှိသလားသမင်းကအမှန်ရှိသလားအေးသဘောမာသဘောပြော့သဘောတက်ကရှိသလားအဲ့လိုဆိုရင်သမင်းဆိုတာရှိပညာလားမရှိပညာလားမရှိတာကိုမစွဲနဲ့တော့တကယ်ရှိတာကတတိလေးကကိုင်လေးလို့လက်နဲ့တွေးကြည့်လို့ဒီအေးသဘောမှာသဘောပြောသဘောတကယ်ပေါ်မပြလာဘူးလားတကယ်ပေါ်ပြတာဒီတကယ်ရှိတာကိုခေါ်ရတာမဟုတ်ဘူးလားတကယ်ရှိတာကိုတကယ်သိလို့မရဘူးလားအဲ့လိုဆိုပေါ်ပြတဲ့တတိအေးသဘောမှာသဘောပြောသဘောဒီသမင်းလို့ထွက်လာသလားအေးသဘောမှာသဘောကြီးထွက်လာသလားအဲ့ဆိုသမင်းဆိုတာမရှိပါလားအေးသဘောမှာသဘောဓာတ်လေးပါတကယ်မရှိဘူးလားဟုတ်ပြီဓာတ်လေးပါလို့သိလိုက်သမင်းစားလို့မရဘူးလားသမင်းလို့သိလို့ချင်းတဏှာမဖြစ်သွားဘူးလားတကယ်သမင်းဆိုရင်ဒိဋ္ဌိဥပါဒံမဆွဲသွားဘူးလားဆွဲပါသမီးလေးကကောင်းနေတာပြောပြောနေတာဆိုတဏှာမကူးသွားဘူးလားအဲ့ဒါဆိုရင်သရဘာမိတောက်အောင်မယ်နော်သရဘာမိတောက်အောင်မယ်ဘဝရအောင်မယ်အဲ့တော့သမင်းစားရင်တူသရဘာမိသပြီးတော့စားရင်မရဘူးလားအဲ့လိုဆိုအိမ်မနေတရားမိတလို့မရဘူးလားရက်သေးပါတယ်မှာဆိုသဲရည်ရင်သွားမလုံးနဲ့အဲ့ဒါကမသေးကြဘူးအဲ့မိကခဏတောက်မယ်မိဒုဒကမတဲ့မိကဘဝတိုင်းလူတိုင်းတောက်တယ်မိအဲ့တော့ဘယ်မိသားမလဲခန္ဓာမိရင်သားမယ်ကိုမိကဘရောတောက်မှမသိဘူးခန္ဓာမိကဒုဒကမတဲ့အနေတိုင်းတောက်နေရတာနော်အဲ့ဒါမီးဘေးရှောင်နော်မီးဘေးရှောင်နဲ့နော်မီးဘေးကိုကြိုတင်ရှောင်ကြတယ်လောက်ထားတယ်ပယ်ပြီးသွားရှောင်တယ်ဆိုပြညံပြီးတော့သွားရှောင်တယ်အိုချင်းစိုးနာချင်းစိုးသိချင်းစိုးအပယ်လေးပါးကြမယ်မီးရိုးကြတော့ဒုဒကမတွေဘေးချိတ်ကြတယ်ဘယ်သေးမှလည်းမရှောင်ဘူးဘယ်ကြီးမှလည်းမရှောင်ဘူးအဲ့ဒီဥစ္စာကမြတ်စွာဘုရားရဲ့မေကိရှိပါသေးနဲ့ရင်နဲ့ပဲ့ရင်မသေးဘူးလားအဲ့ဒီမီးကအမြဲလောင်တယ်ရက်သေးရွာထဲမှာမီးကအမြဲလောင်သလားမလောင်လောင်ရင်လောင်မယ်မလောင်ရင်မလောင်ဒုဒကမတွေတတ္တဝတူတိလာပြီဆိုမီးမလောင်ဘူးလားအဲ့သေချာပေါလောင်နေတဲ့မီးကြတော့မသဘူးဗျာဟိုမီးကြတော့ကြောက်လိုက်ကြတယ်လွဲမနေဘူးလားအဲ့တော့ဒုဒကမတွေအခုလောဘဒေါသမောဟအခုကသမင်းရလို့မရှိပူသဘောအေးသဘောမာသဘောပြော့သဘောဆိုတော့ဓာတ်တတိတော့တကယ်မသိပါဘူးလားသိတော့တဏှာဥပါဒံဘဝတွေမချုပ်သွားဘူးလားအဲ့လိုဆိုမီးမသေးပါဘူးလားသေသွားပြီအမှန်ကိုတတိနဲ့ထားယူလိုက်တယ်ပြော့သဘောမာသဘောအေးသဘောလို့တတိလို့တတိထားရတော့မသိဘူးလားအဲ့ဒါသမာတတိအဲ့ဒီတတိလေးထားရတော့သမာဓိနဲ့ထားရတဲ့ခါကျတော့ပေါ်ပြလိုက်တဲ့တတ္တိလေးကအေးသဘောမှာသဘောပြော့သဘောနှွေးသဘောလေးလည်းသိပါဦးသမင်းဆိုတဲ့မရှိသိညာပညာပေးလို့ရသေးလားအေးတာပဲဒီမာရပြောအေးဒီမာဒီဆိုစိတ်မပြောင်းပါဘူးလားအဲ့လိုဆိုရင်ဒုဒကရမတွေစားတဲ့သမင်းဘဝယောက်ျားမင်းကပုဂ္ဂိုလ်တော်ကြီးပါလားဓာလေးပါအမှန်ရှိသွားပြီလားအဲ့ဒီသမင်းကိုဗဇာထဲထည့်ပြီးငါထဲတာလားဝါယောဂပထဝီတွန်းတာလားအဲ့လိုဆိုရင်ဝါယောဂပထဝီကိုတွန်းလိုက်တယ်ဆိုရင်ပုဂ္ဂိုလ်သတ္တဝါဆွဲလို့ရသေးလားအဲ့တော့ဝါတော့ကောငါဝါတာလားကဲအာရချမ်းလေပြတ်သွားပဲငါဝါလို့ရသေးလားအဲ့ဒါကြောင့်မလို့ငါမဟုတ်တာအမှန်မလားဆိုပြီးပိုင်ပိုင်နေနေဆုံးပြပြီးတော့ထက်ကဘာဝနာဣဒံဒုက္ခဂ ामि နိပရိဒါအရိယသစ္စာနိမေဘိခွေဒါကအရိယတွေသိတဲ့သိရတဲ့သစ္စာတရားတွေပါလားဣဒံခောပဏိတံအရိယဂ ामि နိပရိဒါနော်အရိယဘာဝိတပန္တိမေဘိခွေဘာဝိတန္တိမေဘိခွေဤဥစ္စာသည်အမှန်တရားတွေပါလားနော်ဒါသည်ပညာတရားတွေပါဒါသည်ပရမတ်တရားတွေပါလားငါမဟုတ်ပါလားတောသဘောကံတော့ဝါရောပါလို့အဲ့ဒီလိုအမှန်သိတဲ့သစ္စာဉာဏ်တွေကိုဘာဝနာပွားပါတဲ့ခဏပွားလက်ဆက်ပွားနေတိုင်းပွားလို့ချင်းဒုဒကရမတွေပွားများရင်မများလာဘူးလားများလိုက်ဒုဒကရမတွေမှတ်ထားပါမဲ့ကူးမယ်နော်ပွားများရင်မဲ့ကူးသွားပြီမှတ်တော့အမြင်အားကောင်းအသိအားကောင်းလို့ချင်းယုံကြည်အားမကောင်းတော့ဘူးလားကောင်းရင်ဟုတ်သားပဲဓာတ်တီပါလားငါမဟုတ်ပါလားဝါယောဂပထဝီတွန်းနေပါလားဆိုပုဂ္ဂိုလ်သတ္တဝါချုပ်မသွားဘူးလားအဲ့လိုပြီးသွားတဲ့ဘက်ကရုပ်ဘောကမဲ့ကူးတယ်နော်မှတ်ထားနော်ယူပပရိစ္ဆေဒဉာဏ်ဝိပဿနာဉာဏ်ပေါက်သွားရင်ရုပ်ဘောကပိုင်းခြားတဲ့ဉာဏ်အပြေမှန်ရသွားရင်သစ္စာဉာဏ်ရသွားလို့ရှိရင်ရုပ်ဘောကနေတဏှာရှိဦးမလားဒိဋ္ဌိဥပါဒံရှိဦးမလားတဏှာဒိဋ္ဌိဥပါဒံချုပ်သွားလို့ရှိရင်ဒုဒ္ဓမာတွေနိဗ္ဗာန်မဟုတ်ဘူးလားအဲ့လိုရုပ်ဘောကပရမတ္ထရုပ်ကိုအမှန်သိသွားရင်ပညာရုပ်အယူဆွဲအမှတ်ဆွဲတွေချုပ်သွားရင်မီးမသေးပါဘူးလားရုပ်ဘောကနေအမှန်မြင်မဲ့မကူးလားမဲ့ဆိုတာပါလေဘွားယူတာပရမယုတ်ပညာယုတ်မရှိပညာရှိပရမမရှိသဘောရှိသဘောငါမဟုတ်ယောက်ျားမဟုတ်ပုဂ္ဂိုလ်တ attva မဟုတ်မမြဲသောသဘောအစိုးမရသောသဘောဝါယောနဲ့ဝါယောပထဝီဝါယောတိသောဝါယောအာဘောတို့ရုပ်ဆိုရင်ပုဂ္ဂိုလ်တ attva မချုပ်ပါဘူးလားအဲ့ဒါဆိုဒိဋ္ဌိပြုတ်တဏှာချုပ်ဥပါဒာချုပ်ဘောချုပ်ရင်မဲ့မကူးသွားဘူးလားအဲ့ဒါအိမ်မနေရင်လည်းမဲ့ကူးလို့ရပါလေ
စားတဲ့အစာတွေဒကာဓမ္မတွေဒီတိုင်းပါဇာတဲ့ငုံလို့ရမလားမျိုးမချအောင်လားငါမျိုးချတာလားဘာလို့တာလဲဝါယောဂပထဝီကိုတွန်းသွားတာအဲ့ဒီမှာလေတကြောင်းကြီးမှာလေတချမ်းရင်ပါကြီးလေဖြတ်သွားကြီးပါငါမျိုးချလို့ရအောင်မလားအဲ့ဒါဆိုရင်ငါပါသေးလားအဲ့တော့ဒုဒ္ဓရမတွေစားလိုက်တဲ့အစာရဲ့ခန္ဓာကိုယ်ထဲရောက်သွားတဲ့အခါမှာခန္ဓာကိုယ်ထဲမှာစားလိုက်တဲ့အစာအစာတွေကိုခြေဖြစ်တာကငါသဘောငါယုတ်ကြီးငါခန္ဓာကိုငါခြေဖြစ်နေရလားသူ့ဘောသူဆောင်နေတာလားအဲ့လိုဆိုအတ္တသဘောလားအနတ္တသဘောလားဩဒုဒ္ဓရမတွေအဲ့လိုဆိုအနတ္တမထင်ရှားနေဘူးလားအဲ့လိုခြေချက်လိုက်တဲ့အာဟာရတွေကကဲဘယ်ရောက်သွားလဲအသားတွေအကြောတွေအယိုးတွေသာမဏေရှိမလားဟုတ်လားအဲ့လိုလက်သေးတွေရှိလာတဲ့အသားတွေအကြောတွေအယိုးတွေဖြစ်လာတယ်ကဲဒုဒ္ဓရမတွေအသားတွေအကြောကြီးသာမဏေလက်သေးတွေရှိလာအောင်ကိုယ့်ဘက်ကိုဖန်တီးတာလားကဲငါယုတ်ကြီးငါဘာလောက်ထားလို့လဲသပိရှိအောင်ငါလောက်သလားလက်သေးတွေရှိအောင်ငါလောက်တာလားသပိနီဖြူအောင်ငါလောက်တာလားအရွယ်တွေကြီးအောင်ငါလောက်တာလားအဲ့လိုဆိုငါမိုးရင်မပါလဲငါကဲအခုစင်းငါပြဿနာရှာတာတွေ့သလားဟောဒုဒ္ဓကမတွေငါမရှိအောင်မထင်ရှားဘူးလားအဲ့ဒီဆိုပြန့်နှံ့သွားတဲ့ဓာတ်တွေဟာခန္ဓာကိုယ်ဖြန့်ထုတ်လိုက်တာငါဖြန့်တာလားသူ့သောသူဆောင်တာလားအဲ့လိုဆိုအနတ္တထင်ရှားသွားပြန်ပြီအဲ့လိုလက်သေးတွေရှိသပိနီရှိအဲ့လိုနဲ့ရှိပြီးတော့တခါထွက်လာပြီးတော့စားလိုက်တဲ့အစာမတည့်တဲ့ကဘိုင်းနာလေထိုးပြီးတော့တွက်မလာဘူးလားငါမဖန်တီးတာသူ့သဘောသူဆောင်တာလားအဲ့ဆိုဘိုင်းနာချင်းလေထိုးချင်းကြောတက်ချင်းစီးတက်ချင်းသွေးတက်ချင်းအဲ့လိုဖြစ်နေတာတွေဟာငါသဘောလားအနတ္တသဘောလားအဲ့လိုဆိုငါခန္ဓာကိုယ်ကြီးလားအနတ္တခန္ဓာကိုယ်ကြီးလားအဲ့လိုဒုဒ္ဓကမတွေအနတ္တရှင်းသွားပြန်ပြီအနတ္တရှင်းသွားပြန်ပြီနော်အဲ့တော့စားလိုက်တဲ့အစာတွေကျင်းညက်ပြီးတော့မလိုလားအပ်တွေကျင်ငယ်ကြီးကနေပြန်ထုတ်တယ်မစင်းကနေပြန်ထုတ်တာဩဒါတွေကတော့မလိုလားအတော့ခဲ့ငါတော့စီးတွေတုံထုတ်လိုက်မှဆိုငါသဘောနဲ့ငါထုတ်တာလားမစင်းရောငါမငါစွန့်တာလားအဲ့လိုဆိုငါသဘောလားအနတ္တလားအဲ့တော့စားတာလဲငါမဟုတ်သွားတာလဲငါမဟုတ်ယူတာလဲငါမဟုတ်ပေါက်တာလဲငါမဟုတ်အဲ့တော့ငါစွာရှာလို့ရသေးလားအဲ့တော့ခန္ဓာကိုယ်ထဲမှာလဲပါကြီးတဲ့ဆိုတော့ကြဘိုက်ပွားလာပြီလေထိုးလာပြီလေအောက်လာပြီမတွေ့ဘူးလားအဲ့ခန္ဓာကိုယ်ထဲမှာလေတွေမရှိဘူးလားအဲ့လေတွေကလေယုတ်ကြီးမဟုတ်ဘူးလားအဲ့လေတွန်းလိုက်ကန်လေအပေါ်ကိုတွန်းလေအောက်ကိုတွန်းချလေဘေးကိုကန်ထုတ်လေအခုဒုက္ခမတွေတရားထိုင်နိုင်နေခန္ဓာကိုယ်တွေအာဘောဓာတ်တွေအပြင်ကိုကန်ထွက်လာဘူးလားအဲ့တော့ကိုယ့်ဘက်ကိုကန်ထုတ်တာလားဝါယောကအာဘောကိုတွန်းထုတ်လိုက်တာလားအဲ့ဆိုငါသဘောလားအနတ္တသဘောလားအဲ့တော့ဒုဒ္ဓရမတွေထိုင်နေတဲ့ခန္ဓာကိုယ်ကြီးအတ္တဆိုတာဗမာရှာလို့ရသေးလေအဲ့ဒါကယူပပရိစ္ဆေဒဉာဏ်နော်ကာယ ानु ပဒနာခေါ်တယ်အဲ့တော့ဒုဒ္ဓရမတွေအိတ်တွေပြီအိတ်တော့ကငါအိတ်ချင်တာငါသဘောလားသူ့ဘာသူအိတ်တာလားငါသဘောဆိုရင်ငါမိတ်ပဲနေလို့ရမလားကဲ၁၀ရက်ရတယ်နေ့ရက်50နေနိုင်မှာမလားမူးတော့ပြီးခေါင်းကြီးကြိုက်ကြလို့မတတ်နိုင်တော့ဘူးကွာဆိုအတင်းထိုးရတာပဲမဟုတ်လားငါသဘောဆိုမအိတ်နဲ့ကွာဆိုရမှာပေါ့ငါတကားဆိုကြည်နေပေါ့ငါသဘောဆိုကြည်နေကွာမနူးနေမနှောင်းနေအောင်လို့ပြောလို့ရမှာပေါ့အခုတော့မရတာကအနတ္တသဘောလားအတ္တသဘောလားအဲ့တော့ငါအိတ်တာလားအနတ္တအလုပ်လားအဲ့တော့အိတ်တော်ငါရှိသေးလားအိတ်တာလည်းငါမရှိစားတာလည်းငါမရှိရှူတာလည်းငါမရှိရှိုက်တာလည်းငါမရှိလှမ်းတာလည်းငါမရှိကြွတာလည်းငါမရှိကိုယ်တာလည်းငါမရှိဆန်းတာလည်းငါမရှိနော်ခန္ဓာကိုယ်ကြီးကြီးပွားအောင်လည်းငါရှိလားယူတာစွန့်တာပေါက်တာငါရှိလားအဲ့တော့ငါဆိုတာဘာမှရှာလို့ရသေးလေအဲ့တော့ဒုဒ္ဓကမတွေဒီနေ့တရားနာတာအတ္တဆိုတာမရှိကြောင်းထင်မရှားသွားဘူးလားအတ္တမရှိလို့ချင်းငါမရှိရင်ဘယ်သူရှိအောင်လဲပုဂ္ဂိုလ်မရှိလောကရှိအောင်မလားလောကမရှိဘုံသုံးပါလွတ်ပြီပေါ့ကဲနီလန်ကြောင်းนี่မရဘူးလားအဲ့တော့ဘာအားငယ်ကြလို့လဲဗျာအဲ့တော့ဒုက္ခဓမ္မတွေစားလိုက်တဲ့သမင်းစားပြီတဲ့စားရတဲ့သမင်းပေါ်မှာကံကြီးတကအေးတယ်နှွေးတယ်မာတယ်ပြော့တယ်လို့မသိဘူးလားကဲလက်နဲ့ဆွန်းတဲ့သမင်းနဲ့ထိတဲ့အခါမှာအဲ့လက်ကအေးတယ်ဟိပူတယ်ဟိမာတယ်ဟိပြောတယ်ဟိလို့ပြောသလားဒါပေမဲ့လက်နဲ့သမင်းနဲ့မပြောရင်ဘာပြောသလဲစိတ်ကပြောတယ်တင်ကြီးခန္ဓာမှတ်တာငါမှတ်တာလားကဲဥမာသမင်းစားပြီဗျာသမင်းဝိုင်းထဲမှာရှောက်သီးတို့ပါလာပြီတဲ့ကဲသမင်းမစားရင်ဒကာဓမ္မတွေစိတ်ကြည်တန်းပကံဝိုင်းနဲ့ရှောက်သီးတို့ရှားပေါ်မရောက်ခင်ငါစိတ်ကလေးရှင်းလိုက်တာတော့နှလုံးသွင်းစမ်းရမလားငါစိတ်လားငါစိတ်ဆိုလို့ချင်းငါစိတ်ငါလူရမယ်ဆိုရင်ရှင်းစိတ်မွေးရမှာပေါ့အခုရှင်းစိတ်မွေးလို့မရတာစိတ်ကငါစိတ်လားအဲ့တော့အဲ့ရှောက်သီးတို့ကိုရှားပေါ်တင်လိုက်တယ်ကိုယ်ယူဆန်းနေတာကဝါယောကပထဝီတွန်းလိုက်တယ်ရှားဝရောက်တဲ့ခါကျရလာရုံနဲ့ရှားကြီးနဲ့ပေါင်းစပ်လိုက်တဲ့ကတတ္တိဆိုတဲ့ရှင်တတ္တိပေါ်မလာဘူးလားအဲ့တော့အဲ့ဒီပုဂ္ဂိုလ်ဟာရှင်နေဆိုတဲ့စိတ်လေးပေါ်မလာဘူးလားအဲ့တော့ငါစိတ်ဆိုလို့ရှိရင်ချိုတယ်လို့နှလုံးသွင်းတာရမလားအဲ့ဒါဆိုဒီစိတ်ကလေးကငါသဘောလားအနတ္တသဘောလားရှင်နေဆိုတဲ့မှတ်တတ်တဲ့စိတ်ကလေးကငါမှတ်တာလားအနတ္တခန္ဓာလားရှင်နေဆိုသိတဲ့အသည့်ကငါသိတာလားအနတ္တသိတာလားဟောအဲ့တော့ခံစားတဲ့သဘောကောင်းမကောင်းခံစားတဲ့သဘောကငါခံစားတာလားအနတ္တသဘောလား
ရှင်တဲ့သဘောယုတ်ဖောက်ပြန်တဲ့သဘောနာမ်ပြောင်းညှို့ခံရတဲ့နိုင်သင်္ခါရလက္ခဏာတွေငါကပြောင်းညှို့တာသူ့သဘောသူဆောင်တာလားအဲ့လိုဆိုရုပ်ပေါ်ရမှာနာမ်ပေါ်ပြီးတော့နာမ်ခန္ဓာ၄ပါးနဲ့ရုပ်တရားဆိုတဲ့ခန္ဓာ၅ပါးပေါ်မသွားဘူးလားအဲ့ဒီအကြည်တက်ပေါ်မှာပတာရယုတ်ရတာယုတ်ကပြီးလေပြီးတော့မြူချိုက်တဲ့ကရတာယုတ်ပြောက်သွားတော့ရှင်တယ်ဆိုတဲ့စိတ်ကလေးပါပြောက်မသွားဘူးလားကဲငါသဘောနဲ့ငါပြောက်တာလားရုပ်ချုပ်လို့နာမ်ချုပ်သွားတာလားအဲ့လိုဆိုရုပ်ပေါ်တော့နာမ်ပေါ်တယ်ရုပ်ချုပ်တော့နာမ်ချုပ်တယ်ဆိုရုပ်ဖြစ်လို့နာမ်ဖြစ်တာငါဖြစ်တာလားရုပ်နာမ်ရုပ်ပဂရိတိုင်းဖြစ်တာလားငါစိတ်ငါသဘောဆိုရှင်တဲ့စိတ်ကလေးခြံထားလို့ရမှာပေါ့အခုတော့ခြံထားလို့ရသေးလားအဲ့တော့စိတ်ငါစိတ်ဆိုတာဟုတ်သေးလားဩအဲ့တော့ဒုက္ခမှာစဉ်းစားလေနော်ရုပ်ပေါ်မှာငါရှာလို့ရသလားနာမ်ပေါ်မှာဟောအဲ့တော့ကဲဆုံးစားလိုက်ပြီတဲ့ကဲအချိန်ရလာပြီဟာဘိုက်ကဖောက်ပြန်လာစားတယ်ဆိုတဲ့စိတ်ကလေးပေါ်မလာဘူးလားစားတယ်ဆိုတဲ့စိတ်ကလေးပေါ်လာတာနော်ငါဘာငါပေါ်လာလိုက်ရုပ်ဖောက်ပြန်လို့နာမ်ပေါ်လာလားရုပ်ဖောက်ပြန်လို့နာမ်ပေါ်လာတာဆိုတော့ပေါ်လာတဲ့နာမ်ဟာရုပ်ဖောက်ပြန်တဲ့အခါမစားဘူးကွာမစားခြင်းနဲ့ကွာဆိုစိတ်နှလုံးသွင်းလို့ရလားအဲ့တော့ရုပ်ဖောက်ပြန်တဲ့နာမ်ပေါ်လာတော့နာမ်ပဲညွတ်လေသမင်းကိုသွားမညွတ်ဘူးလားငါဘာငါသွားညွတ်တယ်လားသူ့ဘောသူဆောင်လားအဲ့လိုဆိုရုပ်ဖောက်ပြန်တော့နာမ်ဒီဘယ်ကိုညွတ်လဲနာမ်ရုပ်ရှိအောင်သွားမညွတ်ဘူးလားငါကသမင်းအဲ့လိုနှလုံးသွင်းလာရုပ်ပေါ်လို့နာမ်ပေါ်လာလားအဲ့လိုဆိုရင်ကဲသမင်းစားပြီးစားတယ်စားပြီးဝါတော့စားတယ်စားမွေးဆိုတဲ့စိတ်လေးရှိသေးလားအဲ့ဆိုနာမ်ရုပ်ပေါ်လို့နာမ်ရုပ်ဖြစ်တယ်နာမ်ရုပ်ဖြစ်ပြီးနာမ်ရုပ်ချုပ်တာငါသဘောလားအနတ္တသဘောလားအဲ့လိုဆိုရင်စားတဲ့ပုံမှာလဲနာနဲ့ရုပ်အနတ္တလက္ခဏာစားခြင်းနဲ့ဆိုတဲ့စိတ်စားခြင်းပဲဆိုတာကသင်ညာစားတဲ့လူတိတာကဝิญဉ်စားတဲ့ပုံမှာနှလုံးသွင်းလေးကသင်္ခါရစာမန်တိတာကကောင်းခံစားရဝေဒနာစားလိုက်တဲ့ပုံမှာလဲခန္ဓာ၅ပါးနာနဲ့ရုပ်သူ့ဘာသူဖြစ်သူ့ဘာသူပြည့်သူ့ဘာသူချုပ်တယ်မြင်လိုက်တဲ့အစင်းပေါ်ကလည်းမြင်လိုက်တဲ့ဘဝဖြူတယ်လှတယ်မဲတယ်ချောတယ်ပိန်တယ်ဝတယ်အဲ့လိုမြင်လိုက်တဲ့သဘောမှာစီးလိုက်တာကဝิญဉ်နဲ့ခန္ဓာမြင်ရရုပ်ကိုအစင်းပေါ်ရအောင်လှမ်းကြည့်လိုက်တာသင်္ခါရခန္ဓာအစင်းပေါ်လာတဲ့သဘောကောင်းခံစားရတာဝေဒနာခန္ဓာအဲ့ဒီပုံမှာသိရတာဝิญဉ်နဲ့ခန္ဓာဆိုပြီးတော့နာခန္ဓာ၄ပါးယုတ်တရားဆိုခန္ဓာ၅ပါးမြင်ရအစင်းရုပ်လေချုပ်ကောအဲ့ဒီခန္ဓာ၅ပါးစိတ်နာစိတ်ရှိသေးလားအဲ့လိုဆိုရင်ငါသဘောငါဆောင်ပြီးတော့ငါဘာငါတတ်လိုက်တာကရုပ်ချုပ်လို့နာချုပ်သွားတာလားမြင်လဲပြီးတော့ကြကြားတဲ့အတန်သွားမသိဘူးလားငါသွားသိတယ်လားရုပ်ပေါ်လို့နာပေါ်တာလားအဲ့တော့ရုပ်ချုပ်တော့နာချုပ်တယ်ရုပ်ပေါ်တော့နာပေါ်တယ်ရုပ်ပြောင်းတော့နာမပြောင်းပါဘူးလားအဲ့တော့ဒုဒကမတွေနာယုံမှတပါပုဂ္ဂိုလ်တ attva ရှိသေးလားအဲ့တော့ဒုဒကမသည်ငါခန္ဓာကိုယ်ငါစားတယ်ငါသိတယ်ငါမြင်တယ်ငါကြားတယ်ငါယုတ်ကြီးငါအဲ့ဒီဆိုတာငါတတ်လို့ရသေးလားအဲ့လိုဒုဒကမတွေအတ္တဒိဋ္ဌိဆိုတဲ့ဝါဒရှိအောင်မလားအဲ့လိုဆိုဒုဒကမတွေအိမ်မာနေနဲ့အတ္တမဟုတ်အနတ္တနာနဲ့ယုတ်ရုပ်ကအိတ်ချင်တာတော့ငါအိတ်ချင်တယ်လားရုပ်ကပေါ်လာလို့နာမ်ပေါ်လာလားရုပ်ကပေါ်တော့နာမ်ကစဉ်းစားလို့လည်းမရအောင်အတင်းထူပေပြီးအိတ်ချင်တဲ့ကဘယ်မှအောင်မြူးနိုင်မနဲ့နာမ်ယုံတစ်ခါတည်းပေါင်းပြီးတော့တတိလွတ်ပြီးအိတ်ချပါကဲအဲ့တော့နာမ်ယုံမချုပ်သွားဘူးလားအဲ့ရကနိုးတော့ငါမကနိုးတော့လားသူ့ဘာသူရုပ်ဖောက်ပြန်လို့နာမ်ပေါ်လာတာလားငါသဘောဆိုပြီးငါပြန်အိတ်ရမှာပေါ့အခုတော့ပြန်အိတ်လို့မရတာငါသဘောလားအနတ္တသဘောလားရုပ်ကထိုင်မိတ်နဲ့ရုပ်မပေါ်တော့စိတ်ကမပေါင်းဘူးရုပ်ကြည့်တဲ့စိတ်တော့စိတ်ကမကြည့်သွားဘူးလားအဲ့တော့ရုပ်ပေါ်တော့နာမ်ပေါ်တယ်ရုပ်ပြောင်းတော့နာမ်ပြောင်းတာနာမ်ရုပ်ပြောင်းလို့တာငါသဘောလားအနတ္တသဘောလားအဲ့လိုဒုဒကမတွေအိမ်မာနီနဲ့စားတဲ့ခါနာနဲ့ရုပ်ငကိုသဘာဝသူ့သဘောသူဆောင်တာဒိဋ္ဌိပြောသွားလိမ့်မယ်ကြားတဲ့သဘောကလည်းယောက်ျားမကြီးမိန်းမကြီးပုဂ္ဂိုလ်သတ္တဝါမကြီးရုပ်ပေါ်လို့နာမ်ပေါ်တယ်ရုပ်ချုပ်တော့နာမ်ချုပ်တယ်ရုပ်ပြောင်းတော့နာမ်ပြောင်းတယ်ငါမှုသူမို့ယောက်ျားမို့ပုဂ္ဂိုလ်သတ္တဝါမို့ငကိုနာနဲ့ရုပ်ရှာနဲ့ရတာနဲ့တွေ့လိုက်တဲ့အခါမှာရုပ်ပေါ်လို့နာမ်ပေါ်တယ်ရုပ်ချုပ်တော့နာမ်ချုပ်တယ်ရုပ်ပြောင်းတော့နာမ်ပြောင်းတယ်ငါမဟုတ်သူမို့ယောက်ျားမို့ပုဂ္ဂိုလ်မို့သတ္တဝါမို့ငကိုနာနဲ့ရုပ်အနတ်နဲ့တွေ့ထိလိုက်တဲ့အခါမှာလည်းအနတ်ပေါ်လို့အသိစိတ်ပေါ်တယ်အနတ်ချုပ်တော့အသိစိတ်ချုပ်တယ်အနတ်ပြောင်းတော့အသိစိတ်ပြောင်းတယ်ပြောင်းလာလဲနာယုကလည်းငါမို့ချုပ်တာလည်းနာယုငါမို့ငကိုနာနဲ့ရုပ်ဆိုရင်ဒိဋ္ဌိပြုတ်သွားမယ်နာနဲ့တန်တဲ့ပုံမှာကြားလိုက်တဲ့တန်နဲ့ကြားလိုက်တဲ့ပုံမှာသိလိုက်တဲ့နံတရားတွေနဲ့ရုပ်ပေါ်လို့နံပေါ်တယ်ရုပ်ချုပ်တော့နံချုပ်တယ်ရုပ်ပြောင်းတော့နံပြောင်းတယ်နံနဲ့ရုပ်သဘာဝသူ့လိုလူလို့တယ်ဆိုဒုဒကမတွေနေ့စဉ်ဓဝရ၅ပေါက်၆ပေါက်လွတ်သလားမလွတ်ဘူးဆိုဒုဒကမတွေတရားတွေကတပုံကြီးရှုစရာဓမ္မယုံကြီးရမသွားဘူးလားအခုတော့ဒုဒကမတွေရဲ့ခန္ဓာကယောက်ျားမင်းကပုဂ္ဂိုလ်တော်သားပဲသမီးပဲမြည်ပဲလို့ဆိုလို့ချင်းအဲ့ဒါဘာဖြစ်သွားမလဲတဏှာအရင်မဖြစ်သွားဘူးလားအခုတော့တဏှာယုံကြီးမဟုတ်တော့မနဲ့ဒုဒကမတွေတရားတွေနဲ့ရှိမှဆိုဘာယုံကြီးဖြစ်သွားမလဲဓမ္မယုံကြီးဖြစ်သွားပြီအဲ့ဒီဓမ္မယုံကြီးမှာတရားရှာပါကဲအဲ့ဓမ္မယုံကြီးပတ်တာတွေမင်းတို့တွေတကားတွေသွတ်တွေလိုသေးလားအဲ့ဒီလောက်သက်သာပြီးကောင်းတဲ့တရားဒီလောက်ကျေးဇူးတင်ဖို့ကောင်းတဲ့ဘုရားရဲ့ဝါဒဘုရားရဲ့နိလန်းအဲ့ဒါကိုဘေးဖယ်ပြီးတော့မြန်ခဏသွားတောင်းတာရောအဲ့ဒါမှဒုဒကမတွေအခုနိလန်းနေမရသွားဘူးလား
Nila ni ya doirane, Muliani, Mojo, Namaluzo, Lumaji, I do Ramani Mata. Udino the Garamari Tiaya would have Miazov Yaga Town GB. No? Tipping Miazov Yaletema, Miazov Yaga Yari, Yura. You only do me that in the Antishimia de Bureau, giving a Miazov Yachida and Avian Lake Valari. The beauty of them like Yare. Okay. That one and a for the home. That one and a Jamaru General Kovalu Viola, do the one to Korala. Payaga down G, Dura Maria down Jela, Majigu, Payaga, Shimedo, Mumasa, Agolo, Joa Daleta, Yan Daleta, Agolo, Mita, the Dineta, Igabonam Ludaki, Go night, Torido, Yenai, Loe, Muida de Sagedu, that one and Ago, I look near Gubio, Mario Retolo Lagave, Ditawari, Pong, Comes or Dura Maria. Congeria, Twella and Naliluwe, Shang Twella. Payaga of Baiko in a Piamio, Outrata. Slimin and Ali about the Shozo Tazam about, Kaduga Mari Bamla, a full of pound Baiko Nama Malaula, Lyman Nidi Miabaula, a Lyman Nidi Yadwan later. I don't know if Yaga Udunu down GB, or Paya Barin Piriama, or Lupiga Lucian, the Kaniwara. Waga Imona Damata, the Rainbow Niyat. I'm a Salu Lucy, the Baranavi Dilavi Salukan. Baranavi Murea da Cara, Miyaki Musama, we in the Kuriaba, I'm a boy Kana, Nani de Kama, Ari Wina, Kalabu being Kalabu me Winpin. Ari Win a Yodo. To a Kana Nari Kama, Kalabu me and a Dole Abialavido, Chidekat, we know when a Kaja, Yadi Wadi. Amaji, I Yadi Domin and Bewarajin only. Amaji Domino, Hajadi, then Bewarajin only. Nadi the Dikan and Kaniwara Genomari. I don't be initial of get lot on water, Dikan do it. Surround of a Chiaquari. Get do the Gamari. A single la chata. Mizilemabi to Williamabi. A single la chata. Miasov Yadwella, do the Garamari Dwella. Okay, Miasov Yaga, Uzinu the Garamari. A Shinala Mizimabi to Living, a Shinala, a Saint Chia Camido, Tatuarigo, Kevo, Nilanigo. Shabu the party film Aula. Do the Gamari, Ada, Tagaramari, Ada, Matijabu, no? A sailor lagino, a shinla lagi peta, no, Tata, Chabita. I do, Pewara Genutami, the Kaniwara Genomarisro. I don't let it be Tapiat. Kadika Nave, Madomulu, Tade Bogule, Piade Bogule, among Bobu, Yumulina Dicane, Belusina Dicane, or Nakulu Dicane, Sejadi, Muinema. Malumala with a Tanra, Woyogama, Nimuni the Tanra, Woyoga Nimuni, Tatuari, Naketinuya Mas of your Tatuari, the Midane Kugamido, Dimkamula, Dora Maria Araru Media. Ke Udi Mediba, Didema Garamai. Go Dazami Damia Dwe, Shivia Levia Camido, Lojude Bogumian Badala. Oh, Kojin Sajino, Kojin Sajima, the Bamian Balalu Media. No, Ke Gomia, Dazamia, Shivia Levia Damakamulu. Go to go, Chivia Levia, Yamio Savios, Bogosila. Go to them, Bumshi, Yazavia, do the Latawari Della. Oh, do them over a Tatawari to Chivia Levia Camio, Shinala, do I name a Nibio of the Canwari, Dora Maria, easy by Yet only can Divine Bangarine, not Dio Galeji to Samago Jani. Payabu, the Bama locate Luwe. Arajamu Payaji to Mijavane. Payakulu, Bagi Shebadiarigo, Tagaramari, Nanaimu, Lady in a quadri, no other tree, Riviera, Kababo, and Nandamianavi, Lady in a quadri, Yanavi, Arido, Duramarika, Town Jivabu, Jaraga, Town Jivavi, Hayato, the Japiapu Midonoma, Jano Ima, Zayibido, Allah, Samaja Mania Vene, a cookie job is Uzino Kaline, no, the rest of Yakama about Gono Joy. I have Yasofia, Gojin Rajabat, Yasofia, Praying even Biro, Ala, the Bona, Gono Shop, a dash is a joy, Tuba Hanjipo, the Gono Shop, your brain or show about it. I don't Yasofia, the Mahamida, Brunaro, Jesus. I look, 3 Bido, Dura Mari, Payabu, Bomaganyavani, Payaji Kanakana, Payadi, Payasu, your Baba Yosubio, no Madi Eugene Sobi, Kanakana, Bobby, Jimmy Rajani. Oh, Yasofia, Kuza, Udia Tana, with baby. I look here that I'm a Majimajan Amadons in Dura Maria Town, Akulo, Dine. Allusion to the Tano, I saw that the Kuni, Torin Lavini, Onlamu, Siavri Yakwe, Sodiga Tamayo, Waba Solon, and then Alo Muzon Fema, Jimu Jimba, Vidama, Taigama, Onlamu, Yogo Yakwe, Tilani, Napadomiva Miago, Amutavi,
ဦးကောက်ကြီးခကိုဝင်းအောင်မဆန်းသာသမီမိသားစုတို့အကြောင်းခံပြီးတော့တရားဓမ္မတွေကိုတရားလဲနာကြအောင်ဆိုပြီးတော့ဒီဓမ္မတွေကလှူလဲလှူတယ်သာသနာကိုလည်းထောက်ပံ့တယ်တရားဓမ္မတွေကိုလည်းဒီသာသနာလှူပွဲမှာတရားနာပြီးတော့အကျွတ်တရားတွေရဖို့လဲသူတို့ဖန်တီးလိုက်တယ်အဲ့တော့ဒီတရားဓမ္မတွေအလွန်ကျေးဇူးကြီးပါတယ်အဲ့ဒါကြောင့်မလို့ဒုတရားဓမ္မတွေဘက်ကလှူတဲ့ဓာကလည်းအခုလိုတရားနာနိုင်အောင်ဦးဇင်းကလည်းအခုလိုလာဟောနိုင်အောင်ဘောဘကတွေကလည်းအခုလိုနာနိုင်အောင်ဤတွေရလာအောင်ဘယ်ဆုံးတော့ဆုံးကထောက်ပံ့ပြီးပြီဒုတရားဓမ္မတွေဘက်ကပဲကြံနေအဲ့ဒါကြောင့်မလို့ဒုတရားဓမ္မပေါင်းသူတော်ကောင်းတွေတကွာတရားနာကြတော့ပုဂ္ဂိုလ်ပေါင်းတို့ဒီဘဝတည်းနဲ့မဂ္ဂင်၈ပါးကိုသွားတိုင်းလာတိုင်းနေတိုင်းစားတိုင်းတောက်တိုင်းထိတိုင်းမှာသမာဓိသမာယမသမာသမာဓိအဖြစ်ရှုနိုင်ပြီးလင်အသင်္ကရနိဗ္ဗာန်ရွှေပြည်မြတ်သို့လွယ်ကူသောကျင့်လျင်မြန်သောဉာဏ်တို့ဖြင့်ရလွယ်ရောက်လွယ်မျက်မှောက်ပြုလည်နိုင်ကြပါစေကုန်သတည်း